ကျွန်တော်ရေတစ်ခေါက်ထမ်းလာပြီးတိုင်းအဝတ်စားထဲမှာဝတ်ထားတဲ့အဆောင်လက်ဖွဲ့ကိုထုတ်လူသူကင်းမဲ့တဲ့အချိန်ကိုစောင့်ပြီးစူပွက်နေတဲ့ရေနွေးအိုးတဲ့တိတ်တဆိတ်ထည့်လေးရှိတဲ့အဆောင်လက်ဖွဲ့ဟာခဏချင်းမှာပဲစိမ့်ဖြော့ဖြော့လင်းတန်းတွေလင်းလက်လာပြီးရေနွေးထဲမှာရှိတဲ့ဝိညာဉ်စွမ်းရည်တွေကိုအလင်းအမြန်ဆုပ်ယူသွားတော့တဲ့၃ရက်ကြာတဲ့အခါအဆောင်လက်ဖွဲ့ထဲကနေဝိညာဉ်ရည်တစ်ဆက်ထွက်လာတဲ့ကျွန်တော်ကတော့တငုံမဲတောက်လိုက်ရုံတင်ရှိသေးတဲ့ဝိညာဉ်မြင့်မရှိတဲ့အမိုက်ခန္ဓာကိုယ်လို့အပြောခံရတဲ့ကျွန်တော်စီမှာဝိညာဉ်မြင့်တွအံ့ဩစရာကောင်းတော့အောင်ပေါက်ဖွာလာခဲ့တဲ့ကျွန်တော်နာမည်ကကျန်းရံခိုင်းရဲ့အနှိမ့်ကြဆုံးရေတန်းစီကန်တယောက်ပါနေတိုင်းမိုးမလင်းခင်ကလေးကရေထမ်းရတဲ့တောင်နောက်ဖက်တော်အုပ်ထဲကလင်းချွန်ဆန်းရေတွင်းကနေတန်လျက်စီကန်တီက3မိုင်ခီကြောက်လီကားတစ်ပေါင်း920ရှိတယ်ကျွန်တော်အသက်10နှစ်ကလေးကစပြီးတနေ့ကိုအခောက်ပေါင်းရာနဲ့ချီခောက်တုံးခောက်ပြန်သွားခဲ့ရတာ10စုနှစ်တခုကျော်ကြာတဲ့အထိတရက်မှမပြတ်ကွက်ခဲ့ဘူးလွန်ခဲ့တဲ့3ရက်ကမိုးရွာတဲ့ညမှာကျွန်တော်390မြောက်ကြောက်လီကားပေါ်မှာချော်လဲပြီးရေပုံးမောက်သွားတဲ့စမ်းရည်တွေကျွန်တော်တကူလုံးဆူရွှဲသွားခဲ့ရုံတင်မကဘူးကျွန်တော်ပြန်ထမှာရင်ဘတ်မှာဆွဲထားတဲ့ကြေးနီပြအစုပ်လေးငငယ်ကလေးကကျွန်တော်ရဲ့တကူလေးတော့အဖို့ပြုစရာအရာလေးကဝူးဝဝနဲ့တုံခါနေခဲ့တဲ့အဝတ်ထဲကနေလိုက်ထုတ်ကြည့်လိုက်တော့ထူးဆန်းတာကအဲ့ဒီကြေးနီပြပေါ်မှာရေတစ်စက်တင်နေတယ်အဲ့ဒီရေစက်ကအငွေလည်းမပြန်ဘူးရှမ်းလည်းမကြပဲကြေးနီပြပေါ်မှာ3ရက်ပတ်လုံးလဲနေပြီးနောက်ဆုံးမှာတော့လက်သေးခွန်လောက်ရှိတဲ့အစိမ့်မှုရောင်အလင်းဖြော့ဖြော့တောက်ပနေတဲ့အရာတစ်ခုအဖြစ်ခဲသွားခဲ့တယ်အဲ့ဒီတုန်းကဒါဘာလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့စာလောင်လုံးမခံနိုင်တော့တာနဲ့ပါစက်ထဲထည့်ကုန်လိုက်မိတယ်အဲ့ဒီညမှာပဲ20နှစ်နှလုံးလုံးဘာလို့ရှာမှုမှမရှိတဲ့ကျွန်တော်ခန္ဓာကိုယ်ထဲမှာပထမဆုံးအကြိမ်ဖြစ်ဝိညာဉ်အာယုံစတင်ပွင့်လင်းလာခဲ့တယ်နောက်ရမိုးလင်းလို့နိုးလာတဲ့အခါတန်လျက်စေးကန်တွေကဝိညာဉ်စွမ်းအင်လိုင်းစီးကြောင်းတွေစီးစင်းပုံကိုရုတ်တရက်အာယုံခံမိသွားတယ်ကျွန်တော်ကဝိညာဉ်အမြင့်မရှိတာမဟုတ်ဘူးရေတက်ခံဝိညာဉ်အမြင့်ဖြစ်နေလို့ပဲရေတက်ခံကဝိညာဉ်အမြင့်စမ်းသက်ကြောက်တုံးပေါ်မှာအယုံမဆုံးတုတ်ပြန်မှုပြတတ်ပြီးအရန်အားနဲ့လို့တော့အဲ့ဒီကြောက်တုံးအစုပ်ကကျွန်တော်ကိုလုံးဝခွဲခြားမသိနိုင်ခဲ့တာကန်ချီကဘယ်သူမှမလိုချင်တဲ့ရှုံညွန့်တွေထဲမှာစမ်းရည်ထက်ပုံမှုဖြစ်ခဲ့တဲ့ဝိညာဉ်စွမ်းရည်တွေကိန်းအောင်နေတာကိုလည်းကျွန်တော်သိလိုက်ရတယ်တပည့်ပေါင်းရာနဲ့ချီပြီးနေတိုင်းသူတို့ရဲ့လက်နက်တွေစေဝါပစ္စည်းတွေကိုလာစီကြောကြတော့ဆယ်စုနှစ်ချီစုပုံနေတဲ့ရှုံညွန့်တွေဖြစ်နေရလေတကိုင်းလုံးကလူတွေကဒါကိုအညစ်အကြေးရေမြောင်းလို့ပဲတတ်မှတ်ကြပေမဲ့ကျွန်တော်တယောက်ပဲဒါပါလဲဆိုတာကောင်းသိတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ချက်တောင်တင်းသွားပြီးတဖြည်းဖြည်းချင်းမတက်ရက်ကလက်နှစ်ဖက်ကိုရိုးရိုးသေးသေးချထားလိုက်တယ်ကြီးကြပ်ရည်မှုကြောက်ကြူဖီကဒီနေ့မိကိုရောင်ဝေးရုံအဟောင်းကိုမိုးဝတ်ထားပဲတန်ရှင်းတဲ့ဝေးရုံစိမ်းကိုလဲဝတ်ထားတဲ့ခါမှလည်းအသစ်ဆက်ကြောက်စိမ်းရုံနဲ့ချင်းသိမီရက်တောင်တစ်ခုရှိတ်ထားသေးတယ်အဲ့ဒါကရှမ်းချီအဆင့်5ကျင့်ကြံသူတွေမှသုံးနိုင်တဲ့အနေစားဝိညာဉ်လက်နက်ဖြစ်ပြီးကြောက်ကြူဖီရဲ့ပြီးခဲ့တဲ့လကလာစာအားလုံးပေါင်းရင်တော့ဒီလက်နက်ရဲ့အမြောက်တစ်ချောင်းစာဖို့ပဲရှိတာသူကပြုံးလိုက်ပေမဲ့အဲ့ဒီအပြုံးကကျွန်တော်ကိုစက်တီမွင်းချင်းထသွားစေတဲ့လွန်ခဲ့တဲ့ရက်ပိုင်းကနင်းကြောက်လီကားပေါ်ကနေပြုတ်ကြတယ်လို့ကြားမိသားဟုတ်ပါတယ်ဘယ်နာထိခိုက်သွားလဲလူကောင်းပါကြောက်ကြူဖီကခေါင်းကိုတအေးအေးညင်ရင်ပြောတယ်ဒါဆိုငါနင့်ကိုမေးမယ်ဒီ3ရက်အတွင်းတန်လျက်စေးကန်ကနေစွန့်ထုတ်တဲ့ရေဆိုးတွေထဲမှာဝိညာဉ်စွမ်းရည်ပမာဏကပုံမှန်ထက်ဘာလို့နည်းနေရတာလဲကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားတဲ့ရေဆိုးတွေကဝိညာဉ်စွမ်းရည်ကအနည်းချင်းပဲမို့ဘယ်သူမှစစ်ဆေးမှာမဟုတ်ဘူးလို့ကျွန်တော်တွက်ချက်ထားခဲ့တာဒါပေမဲ့သူကအထက်လူကြီးတွေကိုလက်ထိုးဖို့ပို့လိုက်တဲ့အညစ်အကြေးစီတွေကဒီတစ်ခေါက်ရေသွေးမမှန်ဘူးဆိုပြီးအငင်းခံလိုက်ရလို့ပြန်ရောက်လာမယ်ဆိုတာကိုတော့ကျွန်တော်မတွက်စမိခဲ့ဘူးကြောက်ကြူဖီကမျက်မှောင်ကျုပ်ပြီးတလန်းချင်းတိုးလာတဲ့ရေမြေမှ20နှစ်နှလုံးလုံးငါတို့လည်းရေဆက်ရှိခဲ့ကြတာပဲငါနင့်ကိုမတရားမဆွဆွဲပါဘူးတခုပဲမေးမယ်နင့်ကိုပေါ်မှာရှိမနေတဲ့အရာတခုခုရှိနေတာလားကျွန်တော်သူ့မျက်လုံးထဲကလောဘဇောတွေကိုမြင်နေရတဲ့သူ့ရဲ့တပည့်တွေဖြစ်တဲ့ဆွေဆန်းနဲ့ဝါအားတို့ကလည်းကျွန်တော်ကိုဝိုင်းထားဖို့တဖြည်းဖြည်းတူးလာကြပြီးရင်ဘတ်ထဲကကြီးညီပြားလေးကတော့မီးရဲရဲထားတဲ့တလုံးလိုပူလောင်နေတဲ့ကျွန်တော်မျက်လုံးကိုအောက်ချလေချောင်းကိုတစ်ချက်မြှုပ်ချလိုက်ပြီးအနှိမ့်ကြဆုံးအတန်နဲ့ပြောလိုက်တဲ့ကြီးကြပ်ရည်မှုကျွန်တော်ရှင်းပြနိုင်ပါတယ်ဒါပေမဲ့ဒါကဘေးလူတွေကိုခဏဖယ်ပေးဖို့လိုပါလိမ့်မယ်ကြောက်ကြူဖီရဲ့အသက်ရှူတန်ခက်ပြင်းပြင်းဖြစ်သွားတယ်သူတစ်ချက်ကြောင်သွားပြီးမှအော်ရတော့တယ်ကောင်းပြီသူကလက်ဝဲရမ်းပြီးဆွေဆန်းတဲ့ဝါအားကိုဆယ်လန်းအကွာကိုစုပ်ခိုင်းလိုက်တယ်ပြီးမှအတန်ကိုတိုးပြီးကျွန်တော်နားနာကက်လာတယ်ပြောစမ်းကျွန်တော်ကောင်းပေါ်ပြီးအတန်တိုးနဲ့ပြောလိုက်တယ်တန်လျက်စေးကန်အောက်ခြေမှာပစ္စည်းတစ်ခုရှိနေတယ်ကြောက်ကြူဖီရဲ့မျက်သူငယ်အိမ်ကျုံသွားတယ်ဘာပစ္စည်းလဲလွန်ခဲ့တဲ့လောက်ကကျွန်တော်ကန်ချီကရှုံတွေကိုကျုံရင်းနဲ့ကြောက်စိမ်းပြအပိုင်းစားတစ်ခုဆဲမိတယ်ကျွန်တော်ရင်ဘတ်ထဲကနေကြောက်စိမ်းကျူတစ်ခုထုတ်ပြလိုက်တယ်ဒါကမင်းညကလေးကကျူပြင်ထားတဲ့ကြောက်စိမ်းစုပ်ကအနာသက်တွေကိုတွေးထားပြီးရေဆိုးထဲမှာတညလုံးစိန်ထားတာကြောက်ကြူဖီကချက်ချင်းဆွဲလူသွားတယ်သူ့လက်စစ်တွေဖြူကျော်သွားတာကိုကျွန်တော်မြင်နေရတဲ့အပေါ်မှာစားလုံးတွေရှိတယ်ကျွန်တော်ကထက်လောင်းပြောလိုက်တယ်အဲ့ဒီအပိုင်းစားပေါ်မှာတိတ်မထင်ရှားတဲ့အစင်းကြောင်းတစ်ခုရှိပြီးဝိညာဉ်စွမ်းရင်လှိုင်းငယ်ငယ်လည်းရှိနေတယ်ဒါကကျွန်တော်ရဲ့အစွမ်းထက်ဝိညာဉ်ရေးကိုအဆုံးကုန်ရုံတော့ပြီးဖန်တီးထားတဲ့ line တစ်ခုပါကြောက်ကြူဖီကရှမ်းကြီးအစ်စ်ငါမို့အာယုံခံမိတယ်သူကရေရွတ်တယ်ဒီဝိညာဉ်စွမ်းရင်ကစေးဖို့အစုပ်ကထွက်တာနဲ့လည်းမတူဘူးတာမန်လက်နဲ့အကျွမ်းကြံလည်းမဟုတ်ဘူးကျွန်တော်လည်းနားမလည်ပါဘူးကျွန်တော်ကဆက်ပြောတယ်ဒါပေမဲ့အဲ့ဒီနေ့ကဒါကိုဆယ်မိတဲ့ရေအောက်ချီနေရာမှာအလင်းတန်းတစ်ခုတွေ့ခဲ့တယ်ကျွန်တော်တေချာမကြည့်ရလို့ဒီကြောက်စိမ်းပြားလေးပဲကောက်ပြီးပြန်တက်လာခဲ့တာအလင်းတန်းဟုတ်လားဟုတ်ကဲ့တန်လျက်စေးကန်ရဲ့အလဲဘိုးအနောက်ကရေအောက်ရှိပေကွာမှာပါကျွန်တော်လမ်းညွှန်ပြလိုက်တဲ့ကြောက်ကြူဖီရဲ့အသက်ရှူတန်တွေတိတိတတ်တာမြန်ဆန်လာတဲ့သူပါတွင်းနေလဲကျွန်တော်သိတာပေါ့လွန်ခဲ့တဲ့တလကဂိုင်းရဲ့တပည့်ရင်ဖြစ်တဲ့လူချင်းရဲ့ဝိညာဉ်လက်နဲ့ချန်ရှင်းရှားကတန်လျက်စေးကန်နဲ့ပြုတ်ကျပျောက်ဆုံးသွားခဲ့လို့စုကျေဝိညာဉ်ကြောက်တုံး900ပေးပြီးရှာခိုင်းထားတာအခုထိရှာမတွေ့သေးဘူးချန်ရှင်းရှားကရေတက်ခံလက်နဲ့ဖြစ်ပြီးကန်ချီမှာနစ်နေရင်ဆယ်ဖို့အရန်ခတ်တယ်သူ့ရဲ့ဝိညာဉ်စွမ်းရင်ကထူးခြားတဲ့ဆွဲဆက်မှုမျိုးရှိတတ်တာကိုကျွန်တော်ရေးထမ်းရင်အာယုံခံမိဘူးတဲ့အခုကျွန်တော်ဖန်တီးထားတဲ့ဝိညာဉ်လိုင်းကလူချင်းကိုမလိမ့်နိုင်ရင်တော့ကြောက်ကြူဖီကိုလှည့်စားဖို့ကတော့လုံလောက်ပါတယ်ကြီးကြပ်ရည်မှုဒါကိုကျွန်တော်လောက်လျှို့ဝှက်ထားခဲ့တာဒါကိုအရှင်မင်းကြီးကိုဆက်တနိုင်ရင်ကြောက်ကြူဖီရဲ့မျက်လုံးတွေတောက်ပလာပေမဲ့သူကလူမဟုတ်ဘူးချက်ချင်းတန်တရားဝင်ပြီးမေးတယ်နင်ကဘာလို့အခုမှငါ့ကိုလာပြောရတာလဲကျွန်တော်တပြင်းပြင်းချပြီးဘာမှမတတ်နိုင်တော့တဲ့ပုံစံမျိုးတရုပ်ဆောင်လိုက်တယ်ကြီးကြပ်ရေးမှုကရေဆိုးကိစ္စအထိလိုက်မင်းနေပြီပဲကျွန်တော်ဖုံးကွယ်ထားလို့မရတော့ဘူးလေကျွန်တော်နေတိုင်းရေဆိုးတွေကိုအနှဲငယ်စီခိုးယူနေခဲ့တာကျွန်တော်အဝတ်ထဲကနေညစ်ပတ်ပေရနေတဲ့ကြေးနီပြားစုပ်ကိုတဝက်လောက်ထုတ်ပြလိုက်တယ်ကျွန်တော်မှဝိညာဉ်မြင့်မရှိတော့ကိုယ့်အတွက်ဝိညာဉ်စွမ်းရင်အနှဲငယ်စုဆောင်းခြင်းရုံတင်မှာအခုကြီးကြပ်ရေးမှုတည်သွားပြီဆိုတော့ကျွန်တော်မလိမ်ရဲတော့ပါဘူးကြောက်ကြူဖီကအဲ့ဒီကြေးနီပြားကိုဆွဲယူကြည့်တယ်ကြေးနီချေးတွေတက်နေပြီးရွှွတွေပြေးပွားနေတာမြင်တော့သူကလောင်ပြုံးပြုံးလိုက်တယ်ဒီလိုအမိုက်ကဘာဝိညာဉ်စွမ်းရင်မှတိုးလောင်နိုင်မှာမဟုတ်ဘူးသူဘာမှရှာမတွေ့ခဲ့ပါဘူးကျွန်တော်ကောင်းကုန်ထားပြီးကျွန်တော်မျက်လုံးထဲကအရေးရောင်တွေကိုသူမမြင်အောင်ဖုံးကွယ်ထားလိုက်တယ်ကြီးကြပ်ရေးမှုကျွန်တော်ကိုခွင့်လွှတ်ပါကြောက်စိမ်းပြားကိုကန်ချီကအလင်းတန်းကြောင်းကိုအကုန်ပြောပြပြီးပြီမှုကျွန်တော်ကိုကြိုက်တယ်လို့အဖြစ်ပေးပါ
ကြောက်ကြူဖီကစဉ်းစားနေတဲ့သူကသူ့ရဲ့ကြောထောက်နောက်ခံဖြစ်တဲ့ရှောင်းကျင်မွေကိုတရင်ပို့ရမလားတွက်ချက်နေတာဒါပေမဲ့တရင်ပို့လိုက်ရင်ကောင်းကွက်ကရှောင်းကျင်မွေစီရောက်သွားမှာဖြစ်ပြီးကိုယ်တိုင်ဆယ်ယူနိုင်တော့ဝိညာဉ်ကြောက်တုံ900လုံးသူတယောက်တည်းရမှာလေပို့ရေးကြည့်တာကရှောင်းကျင်မွေကိုလက်ထိုးကိုပတ်စံရေးတကြီးလိုနေတာမျှော်လင့်ထားတဲ့အတိုင်းပဲကြောက်ကြူဖီကအတန်းနှိပ်ပြီးပြောတယ်ဒီညငါကိုယ်တိုင်ကန်ထဲဆင်းမယ်နင့်ကိုတော့ချင်းကိုတောင်ထဲမှာပိတ်ထားမယ်ငါပစ္စည်းဆယ်ပြီးမှနင့်ကိုလာရှင်းမယ်ကျွန်တော်ရင်ထဲကအတုံးကြီးကျသွားတယ်အကွက်စေသွားပြီးကျွန်တော်ဒူးထောက်လိုက်ပြီးကြီးကြပ်ရေးမှုရဲ့အသက်မသက်တဲ့ကျေးဇူးကိုအမြဲအောက်မေ့ပါမယ်လို့ပြောလိုက်တဲ့ကြောက်ကြူဖီကကျွန်တော်ပခုံးကိုတစ်ချက်ကန်လိုက်တဲ့ဝိညာဉ်စွမ်းရင်မတုံးပဲဒေါသလျောက်ကန်လိုက်တာမို့ကျွန်တော်ကတော့လဲကျပြီးကျန်းပြင်းနဲ့မျက်နှာအပ်သွားခဲ့တယ်ဆွေဆန်းသူ့ကိုထင်းကိုတောင်နဲ့တောပိတ်ထားလိုက်ကြောက်ကြူဖီကလှည့်ထွက်ရင်ဒီညဘသူမှတန်လျက်စေးကန်နာမချင်းကက်စီနဲ့ဒါငါရဲ့အမိတ်ပဲလို့ပြောလိုက်တဲ့ဆွေဆန်းကကျွန်တော်ကိုဆွဲခေါ်သွားရင်ကြီးကြပ်ရေးမှုဒါပဲလားမစစ်ဆေးတော့ဘူးလားလို့မေးတော့ကြောက်ကြူဖီကကြောက်စိမ့်ပြားကိုရင်ဘတ်ထဲထည့်ရင်ဘာစစ်ဆေးစရာလူသေးလဲမနေ့ကမှပြောမယ်လို့ပြန်អော်တယ်ထင်းကိုတောင်ကိုခေါ်သွားခံရတဲ့လမ်းမှာကျွန်တော်တန်လျက်စေးကန်ရဲ့အနောက်ဘက်ကိုခိုးကြည့်လိုက်တယ်အဲ့ဒီနေရာမှာတပည့်ရင်လူကျိတ်လာထားတဲ့လက်နက်တွေရှိတယ်အဲ့ဒီထဲကအဖြူရောင်ကျွေးစလုံးတစ်ခုရဲ့အနားတက်မှာရွှေရောင်ဝိညာဉ်စွမ်းရဲ့အလင်းဖြော့ဖြော့လေးရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကသူ့အမြဲသုံးတဲ့လက်နက်စေးကြောတဲ့စလုံးပဲဆွေဆန်းလူလဲတဲ့အခွင့်အရေးကိုတုံးပြီးကျွန်တော်လက်အင်ဂျီထဲကနေဆန်စိတ်ခန့်ရှိတဲ့ရေစက်လေးတစ်စက်ကိုမျှလိုက်တယ်အဲ့ဒါကကျွန်တော်ရဲ့ဝိညာဉ်ရေလက်ကျန်မှာရေစက်ကကျွေးစလုံးနဲ့ကျသွားပြီးရေထဲမှာခဏချင်းပြောင်းဝင်သွားတယ်အဲ့ဒီခါချန်ရှင်းရှာလက်နက်ရဲ့ဝိညာဉ်လိုင်းကစလုံးထဲမှာပေါ်ပေါက်လာခဲ့ပြီးလူချင်းကဒီညစလုံးလာယူရင်ဒါကိုအာယုံခံမိမှဖြစ်ပြီးပျောက်ဆုံးနေတဲ့သူ့လက်နက်ရှိနေပြီလို့ထင်သွားလိမ့်မယ်ထင်းကိုတောင်တကားကိုအပြင်ကနေတောက်ခတ်လိုက်ပြီးနောက်ကျွန်တော်တကားကိုမိထိုင်လိုက်တယ်ရင်ဘက်ကကြီးနီပြားကတော့ပြန်ပူလာပြန်ပြီးတန်းခေါင်းရံချိတ်ထင်းကိုတောင်မှာပြင်းပေါက်မရှိပေမဲ့တကားတစ်သားချက်ကြားကနေကြည့်ရင်တန်လျက်စီးကန်ရဲ့အနောက်ဘက်တစ်ချမ်းကိုကောင်းကောင်းမြင်ရတဲ့ကြောက်ကြူဖီရောက်လာပြီးဆွေဆန်းလဲပါလာတဲ့ဝမ်အာကူတော့မြောက်ဘက်တကားကိုစောင့်ခိုင်းထားပုံရတယ်ကြောက်ကြူဖီကကံပေါင်မှာအကြာကြီးရနေပြီးခဏပဲတုတ်ဆိုင်ကကန်ထဲကိုခုန်ချလိုက်တယ်ကျွန်တော်ရင်ခုန်တန်ကိုရေတွက်နေမိတယ်တစ်နှစ်30အထိရေတွက်လိုက်တဲ့အချိန်မှာပဲကန်ရီပြင်အလဲကနေအလင်းတန်းတွေပွင့်ထွက်လာတယ်အဲ့ဒါကကျွန်တော်နေခင်းကပြင်ဆင်ထားတဲ့အကွက်ပဲဝိညာဉ်လိုင်းကတအိုးစာပဲခံမှမှုကြောက်ကြူဖီကအလင်းတန်းစီကိုချက်ချင်းမုတ်ရှိုးသွားတော့တယ်သူရေပေါ်ပြန်တက်လာတဲ့အခါရင်ဘတ်ထဲမှာပစ္စည်းတစ်ခုကိုပိုက်ထားတယ်ရေမြူတွေကြောင့်တိတိကျကျမမြင်ရပေမဲ့ထွက်ပေါ်လာတဲ့ဝိညာဉ်စွမ်းအင်ကြောင့်ဆွေဆန်းကဝမ်းသာအားရអော်လိုက်တယ်ကြီးကြပ်ရေးမှုတကယ်ကြီးပဲဒါပေမဲ့ကြောက်ကြူဖီကပြန်မထူးဘူးသူရေထဲမှာတုံရင်နေတဲ့ရင်ခုန်လို့မဟုတ်ဘူးကြောက်လန့်လို့ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာပဲအရှိဘက်ကနေဓာလင်းနဲ့တကူကျဆင်းလာပြီးလူချင်းကတပြက်စီပြီးရောက်လာတယ်လို့ပဲကြောက်ကြူဖီရဲ့မျက်နှာကဝမ်းသာရာကနေချက်ချင်းပြန်နှမ်းသွားတယ်လို့စီမီယာလူချင်းမြင်လိုက်ရတာကတော့ရှန်ချီအစ်ငါရှိတဲ့ကန်ကြီးကျဲရေးမှုကတကောင်ရံမှာကန်ထဲကိုဆင်းပြီးသူပျောက်ဆုံးနေတဲ့ဝိညာဉ်လက်နက်ကိုပိုက်ထားတဲ့မြင်ကွင်းပဲလူချင်းကဘာမှမမေ့ပဲဓာအလင်းကိုတိုက်ရိုက်တက်ပစ်လိုက်တယ်ကျွန်တော်မျက်လုံးကိုခဏမေ့ပြီးပြန်ဖွင့်လိုက်တဲ့အခါကန်ရီပြင်တစ်ခုလုံးတွေးချင်းမြည်ရဲသွားခဲ့ပြီးကြောက်ကြူဖီရဲ့အလောင်းကမျက်လုံးအပြူသားနဲ့ရေပေါ်မှာပေါ်နေတဲ့ဆွေဆန်းကအော်ဟစ်ပြီးဒူးထောက်ကကုန်းဦးချတော့တဲ့စီနီယာတက်ညာပါဒါကျွန်တော်လုပ်တာမဟုတ်ပါဘူးကြီးကျဲရေးမှုလုပ်တာပါလူချင်းရဲ့ဓာကနေတွေးတွေစီးကြနေတဲ့ချန်ရှင်းရှာပဲမှာလဲကြောက်ကြူဖီပိုက်ထားတဲ့ဝိညာဉ်စွမ်းအင်ကကွဲပြောက်သွားပြီးမှလူချင်းခဏကြောင်သွားပြီးမှဓာတ်ကိုတစ်ချက်ဝေးရန်လိုက်တယ်ဆွေဆန်းရဲ့ညာဘက်ပကုံးပြတ်ထွက်သွားပြီးသူ့ရဲ့ကျင့်စဉ်စွမ်းအားတဝက်ခတ်ချက်စီခံလိုက်ရကအော်ဟေရင်လိတ်ထွက်သွားတော့တယ်လူချင်းကကန်ရီပြင်ကိုမျက်မှောင်ကျုပ်ကြည့်နေတယ်သူအာယုံခံမိတဲ့လက်နက်လိုင်းကအစ်မှန်ဖြစ်ပေမဲ့လူခန်းတဲ့အချိန်မှာပြက်ကွယ်သွားတာထူးဆန်းနေတယ်ဒါပေမဲ့ကြောက်ကြူဖီကသူ့ပစ္စည်းကိုခိုးယူဖို့ကန်ထဲဆင်းတာကတော့တေတန်နဲ့ထိုက်တန်နေပြီးသူကနှောက်ခေါ်အင်းတစ်ချက်ရှုပ်ဓာတ်ကိုတင်ပြီးပြန်တန်းထွက်ခွာသွားတော့တယ်တန်လျက်စီးကံမှာတော့လိုက်ပုတ်တန်နဲ့ဆွေဆန်းရဲ့ညီးတွားတန်ပဲကြံခဲ့တယ်ကျွန်တော်တစ်သားကြားကနေကြည်ရင်တပြင်းတစ်ချက်အသာချလိုက်တယ်တကားအပြင်ဘက်ကနေခြေတန်အောက်ကြားလိုက်ရတယ်အဲ့ဒါဝန်အားပဲသူမြောက်ဘက်တကားကနေအကုန်မြင်လိုက်ရတာသူကဒီကစားပွဲဘယ်လိုဖြစ်လာလဲမသိပေမဲ့ကြီးကြပ်ရေးမှုနဲ့သူကတစ်ဖွဲ့လေးဖြစ်ပြီးအခုကြီးကြပ်ရေးမှုတည်သွားပြီဆိုတာသိတယ်မနေ့လေးရင်စီကံထိန်းသိမ်းရေးအဖွဲ့ကလာစစ်ဆေးတော့မယ်သူတကောင်ရမ်းမမြအောက်ဘက်တကားစောင့်နေတာကိုဘယ်လိုရှင်းပြမလဲကြီးကြပ်ရေးမှုစီကလက်ငွေဘယ်လောက်ယူထားလဲအစီကံတွေရဲ့အိတ်ခါကိုဘယ်လောက်ဖြတ်စားထားလဲအကုန်ပေါ်တော့မယ်သူအသက်ရှင်ခြင်းနဲ့ခြေတန်တွေကထင်းကိုတောင်တကားနာတဖြည်းဖြည်းတိုးလာပြီးအတန်တိုးတိုးနဲ့ခေါ်တဲ့ကျန်းရကျွန်တော်ပြန်မထူးဘူးမနဲ့လင်းရင်ဝမ်အာကကျွန်တော်ကိုတေချာပေါက်ဆွဲထည့်မှာပဲကြောထောက်နောက်ခံမရှိဝိညာဉ်မြင့်မရှိတဲ့အစီကံတယောက်ကိုအဖြစ်ပုံချဖို့ကြိုးစားမှာပဲဒါပေမဲ့ तू မသိတာက तू ကျွန်တော်ကိုဆွဲထည့်လိုက်တာနဲ့ရှောင်းကျင်မွေပါလာတော့မှာဖြစ်ပြီးရှောင်းကျင်မွေကကျွန်တော်တကယ်များထုတ်ချင်နေတဲ့လူပဲကျွန်တော်မျက်လုံးကိုဖွင့်ပြီးမှောင်မဲနေတဲ့ထင်းကိုတောင်မျက်နှာချက်ကိုကြည့်ကအတန်တိတ်ပြုံးလိုက်တဲ့မနဲ့လင်းတဲ့အခါတန်လျက်စီကံသားမှာလူပေါင်း200မကဝိုင်းအောင်နေကြပြီးကြောက်ကြူဖီရဲ့အလောင်းအခုဖျားနဲ့အုပ်ထားပြီးဆွေဆန်းကတော့တစ်ဖက်မှာခန္ဓာကိုယ်တချမ်းတုံကြီးလေးရဲ့အတန်ပါဆွန့်လို့နေရှာပြီးကျွန်တော်ကိုစီကံထိန်ထိန်တပင်းနှစ်ယောက်ကထင်းကိုတောင်ထဲကနေဆွဲထုတ်လာတဲ့လူအုပ်ကြီးကလမ်းဖယ်ပေးလိုက်တဲ့အခါတစ်ဖက်မှာရှောင်းကျင်မွေရက်နေတာကိုတွေ့ရတယ်သူကဝိယုံခရမ်းကိုဝစ်စင်ထားပြီးရွှေတရပူဆောင်းထားကခါမှာရက်စီချောင်းစလမ်းပါတဲ့ဓာတ်ကိုချိတ်ထားတဲ့အသက်26နှစ်ရှမ်းကြီးအဆင့်ရှိပြီးကျင်းတဲ့အဆင့်ရှိတဲ့ဂိုင်းကြီးကဲရဲ့မြေဖြစ်တဲ့ကျွန်တော်ကောင်းမှုထားပြီးကျွန်တော်ရဲ့စုပ်ပြတက်နေတဲ့ကောက်ရိုးဖက်နှက်ပေါ်ကရှုံတွေကိုပဲကြည့်နေလိုက်တယ်သူပဲလားရှောင်းကျင်မွေရဲ့အတန်ကမကျေပေမဲ့လူအုပ်ကြီးကချက်ချင်းတိတ်ကျသွားတယ်ဝမ်အာကသူ့ရှိမှတူးထောက်ပြီးမျက်ရည်ဆက်လက်နဲ့ငိုပြောနေတယ်ဟုတ်ပါတယ်စီမီယာသူပဲအကွက်စင်တာပါသူကကြီးကြပ်ရေးမှုကိုလှည့်စားပြီးကန်ထဲဆင်းခိုင်းတာကြီးကြပ်ရေးမှုကစီမီယာလူရဲ့လက်နက်ကိုခိုးချင်တာမဟုတ်ပါဘူးဒီရင်မီမရဲ့လှည့်စားမှုကိုခံလိုက်ရတာပါကျွန်တော်ကောင်းမမကြည့်ဘူးဝမ်အာရဲ့စကားတွေကရှုပ်ထွေးနေပေမဲ့စကလုံးတစ်လုံးတော့မှန်တယ်လှည့်စားတယ်ဆိုတဲ့စကားပဲသူကကြောက်ကြူပြီးလှည့်စားခံရတာလို့ကောင်းမမနဲ့ပြောနေတဲ့ရွှေရှောင်းချင်းမွေကအဆုံးထိစုံစမ်းရတော့မယ်ဒါပေမဲ့သူဘာမှရှာတွေ့မှာမဟုတ်ဘူးလူချင်းကတခိုးကိုတက်တာတရက်ဝင်တယ်လက်နက်လိုင်းကလည်းပျောက်သွားပြီးမှတက်တယ်မရှိဘူးဆွေဆန်းကလည်းစကားမပြောနိုင်တော့ဘူးဝမ်အာရဲ့တကူလေးတော့တက်တယ်ကတော့မနေ့ကကျွန်တော်ကြီးကြပ်ရေးမှုနဲ့စကားတီးတန့်ပြောခဲ့တာပဲဒါပေမဲ့ကျွန်တော်ကရေထမ်းတမမို့ကြီးကြပ်ရေးမှုစစ်ဆေးတာကတာမန်ကိစ္စပဲလေဒီအကွက်ရဲ့အကြီးဆုံးဟာကွက်ကကျွန်တော်ကိုယ်တိုင်ပဲဒါပေမဲ့ကျွန်တော်ကရှမ်းချီအစင်းနှစ်ပဲရှိတာမို့လူတိုင်းရဲ့အတိထဲမှာအစင်းနှစ်ရှိတဲ့အစီကံတယောက်ကဒီလိုအကွက်မျိုးကိုမစင်နိုင်ဘူးလို့ပဲထင်ကြမှာရေမြီးမှရှောင်းကျင်မွေကလှမ်းခေါ်တယ်ကျွန်တော်ကောင်းမလိုက်တဲ့ကြောက်ကြူဖီကမနေ့ကနင့်ကိုဘာပြောလဲကြီးကြပ်ရေးမှုကရေဆိုးထဲမှာဝိညာဉ်စွမ်းရင်ဘာလို့နေသွားလဲလို့မေးပါတယ်နင်ကဘာပြန်ပြောလဲကျွန်တော်မသိဘူးလို့ပြောပါတယ်ပြီးတော့ကောကြီးကြပ်ရေးမှုကကျွန်တော်ကိုပါတစ်ချက်ရိုက်ပြီးထင်းကိုတောင်နဲ့ပိတ်ထားပါတယ်ဝမ်အာကအော်ဟစ်တော်တဲ့သူလိန်နေတာစီမီယာသူလိန်နေတာသူပဲကြီးကြပ်ရေးမှုကိုကန်ထဲဆင်းအောင်လှည့်စားခဲ့တာနင်ကိုယ်တိုင်မြင်လိုက်ရလားရှောင်းကျင်မွေကအေးစစ်စစ်မေးတယ်ကျွန်တော်နင်မင်းညကဘယ်မှာလဲဝမ်အာစွန့်သွားတယ်သူမြောက်ဘက်တကားမှာစောင့်နေတာကိုပြောလို့မရဘူးလေကျွန်တော်ဝမ်အာနဖူးကနေချွေးတွေတက်တက်ကြလာတယ်ကျွန်တော်အိတ်နေတာပါဒါဆိုကျန်းရအကွက်စင်တာကိုနင်ကဘယ်လိုသိလဲဝ
ဝမ်းအားတစ်ချက်တည်းနဲ့အပြေဆိုသွားတယ်လူအုပ်ထဲကနေခက်ပြုံးပြုံးရေးတန်းအချို့ထွက်လာခဲ့တဲ့ရှောင်းချင်းမွေရဲ့မျက်နှာမဲမောင်သွားတဲ့တူတာကိုကျွန်တော်လောက်တာလို့ရိပ်မိပေမဲ့ကျွန်တော်ဘက်ကအကွက်ကအရန်တန့်စင်လို့တော့တည်သွားတဲ့ကြီးကြပ်ရေးမှုတယောက်အတွက်နဲ့အစင်နှစ်အစီခံကိုလူသိရှင်ကြားလာပြဿနာရှာလို့မရဘူးလေဒါပေမဲ့ကြောက်ကြုတ်ပြီးတည်သွားတော့သူနေတိုင်းရနေတဲ့ဝိညာဉ်ကြောက်တုံးတုံးရလက်ငွေလဲပျောက်သွားပြီးပိုရေးကြည့်တာကချန်ရှင်းရှာရဲ့ဝိညာဉ်လိုင်းကဘယ်ကနေထွက်လာတာလဲဆိုတာပဲသူကျွန်တော်ရှိကိုအချိန်နဲ့ရှောက်လာတဲ့ကျန်းရက်တပည့်ရှိပါတယ်နေ့လယ်ပိုင်းမှာအဆောင်လက်ပွဲတစ်ခုရှိတယ်လို့ကြားတယ်ကျွန်တော်ရင်ထဲလုတ်ခတ်သွားပေမဲ့နှစ်ဆယ်နှစ်နှလုံးလုံးအမိုက်လိုတရုပ်ဆောင်လာတာမို့မျက်နှာပြက်မပြက်ဖြစ်မသွားဘူးဟုတ်ပါတယ်အမေချန်ထားခဲ့တာပါချွတ်လိုက်ကျွန်တော်လက်ကိုဖြည်းဖြည်းချင်းရောက်ပြီးအဝတ်ထဲကနေကြီးနီပြအစုပ်ကိုထုတ်ပေးလိုက်တဲ့ကြီးနီကြီးတွေတက်နေပြီးရွှွန့်နေပြီးနေတာမို့မူလပုံစံကိုတော့မနေကြည့်ရတဲ့ရှောင်းချင်းငွေကမျက်မှောင်ကျုပ်ပြီးဓာတ်အိမ်ဖျားနဲ့ကြီးနီပြကိုတို့ကြည့်လိုက်တဲ့လျှက်စီကြောင်ဝိညာဉ်စွမ်းရည်တွေဖြတ်တန်းသွားပေမဲ့ကြီးနီပြကတော့ဘာလို့ရှာမှုမှမရှိဘူးရှောင်းချင်းငွေဘာမှရှာမတွေ့တဲ့အတွက်နှာခေါင်းတစ်ချက်ရှုံပြီးအမိုက်ပဲဓာတ်အိမ်နဲ့ပြစ်ပေါက်လိုက်ရကြီးနီပြကကျွန်တော်ရင်ဘက်ကိုဖုန်းကနေပြန်မှန်နဲ့ကျွန်တော်ရှေ့ကိုဦးညွတ်ပြီးစီနီယာအသက်ချမ်းသာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ထက်ခါတလဲလဲပြောလိုက်တဲ့ရှောင်းချင်းငွေပို့ပြီးစိတ်တူသွားကကျွန်တော်ရင်ဘက်ကိုခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့ကျွန်တော်3ပေလောက်လွတ်ထွက်သွားပြီးကြောက်တိုင်နဲ့စောင့်ကတွေးတလုံးအလိုက်ရတယ်ဟင်းရှောင်းချင်းငွေကအေးဆက်ဆက်နှာခေါင်းရှုပ်လိုက်ချိန်မှာပဲတကိုင်းလုံးရုတ်တရက်တိတ်ဆိတ်သွားပြန်တယ်ကျွန်တော်မျက်လုံးအသာပင်းကြည့်လိုက်တော့မြောက်ဘက်ကနေမိန်းကလေးတယောက်ရှောက်လာတာကိုတွေ့ရတယ်ဖြူစင်တဲ့ကာဝင်းရှိကိုဝတ်ဆင်ထားပြီးမျက်ခုံးကြားမှာရေခဲပုံစံအမတ်သားတစ်ခုရှိတယ်သူမလှမ်းလိုက်တဲ့ခြေလမ်းတိုင်းမှာကြောက်ကြမ်းပြင်ပေါ်မှာရေခဲပွင့်ဖက်လေးတွေကက်ကြံခဲ့တယ်လို့ပဲသူမကတော့စုဟန်ရေခိုင်းကြီးကဲစုဝင်ရွရဲ့တပည့်ဖြစ်ပြီး3နှစ်အတွင်းမှာတင်ရှန်ချီအဆင့်9ကိုရောက်ရှိခဲ့တဲ့ရေခဲတက်ခံဝင်းကြီးအမြင့်ပိုင်ရှင်မှာယူရှိကိုင်းရဲ့မျိုးဆက်တစ်တွေထဲမှာအမုံမြတ်ဆုံးလူနှစ်ယောက်ရှိရင်တယောက်ကရှောင်းကျင်မွေဖြစ်ပြီးနောက်တစ်ယောက်ကစုဟန်ကြီးပဲရှောင်းကျင်မွေကကျွန်တော်ကိုကန်ထားတဲ့ခြေထောက်ကိုရုပ်သိမ်းလိုက်တာကကတ်လိုက်တာထက်တောင်မြန်သေးတယ်သူကချက်ချင်းမျက်နှာပြောင်းပြီးပြုံးရွှင်စွာနဲ့နှုတ်ဆက်လိုက်တဲ့ဂျူနီယာစုဟန်ကြီးဘာလို့ဒီကိုရောက်လာတာလဲစုဟန်ကြီးကသူ့ကိုမကြည့်ဘူးသူမရဲ့အကြည့်ကသူ့ကိုကြော်ဖြတ်ပြီးကျွန်တော်စီမှာခဏတာရက်တန့်သွားပြီးမှပြန်လွဲသွားတယ်သူမကဆယ်လန်းကွာမှာရက်ပြီးရှောင်းကျင်မွေကိုအသားရဂါရဝပြူရင်းမေးတယ်စီနီယာဒါဘာလို့နေတာလဲဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးရှောင်းကျင်မွေကဖော်ဖော်ရွရွနဲ့ပဲပြုံးပြီးပြန်ပြောလိုက်တဲ့တန်လျက်စီကန်ကကြီးကြပ်ရေးမှုတည်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းညှင်းပွားနေကြလို့ပါခိုင်းတူညီမလေးကဘာလို့ဒီလိုညစ်ပတ်ပေးရတဲ့နေရာမျိုးကိုအရောက်လာရတာလဲဆရာအမေရပါဟုစုဟန်ကြီးကခက်အေးအေးပင်ပြန်ပြောလိုက်ပြီးဆရာက60လက်ပြောင်းနှင်းခဲများရတနာစေးလုံးကိုဖော်ဆက်ခြင်းလို့ဓာတ်စီကန်အောက်ခြေကခြံလင်းကြီးလိုအပ်နေတဲ့လူအုပ်ထဲမှာတူတူတိတ်တိတ်ရေရွတ်တံများထွက်ပေါ်လာတဲ့ဖြင့်ကျွန်တော်ရင်ထဲတွင်ဒိန်းကနေဖြစ်သွားသည်ခြံလင်းကြီးဓာတ်စိတ်ကအောက်ခြေကထိုးရွှွတော်လွာသည်ဆယ်စုနှစ်ချီ၍မော်လက်နက်များမှထွက်သောအကျွင်းကြံစွမ်းရည်များနှင့်ဝိညာဉ်စီးနှင်းများကြောင့်ဖြစ်တည်လာရခြင်းဖြစ်သည်အခြားသူများမျက်စိတွင်မြစ်ပတ်သောရွှွတို့များသာဖြစ်တော်လဲစိတ်ဖို့ဆက်သူများတော်မူတန်ဖိုးရှိသောယတနာဖြစ်သည်စုဝင်ရွက်က60အလဲပြောင်းနှင်းခဲများယတနာစေးလုံးကိုဖော်ဆက်မည်ဆိုရင်ခြံလင်းကြီးကိုမဖြစ်မနေ300မည်ဖြစ်သည်ကျွန်တော်ဒီလွန်ခဲ့သောလက်ဝက်ကလေးကကအောက်ခြေရှိခြံလင်းကြီးများ၏အရေးသွေးကိုရေမုတ်ခွက်၏အကုန်မီဖြင့်အကုန်စင်စုံစမ်းသိရှိထားပြီးသားဖြစ်သည်အခွင့်အရေးပဲစုဟန်ကြီးကဆက်ပြောသည်ကြားလာတော့ဓာတ်စိတ်ကန်ရဲ့ကြီးကြပ်ရေးမှုကမင်းများကအရေးခင်းတစ်ခုဖြစ်သွားတယ်ဆိုကအောက်ခြေကရွှွလုံးကိစ္စကိုဘယ်သူတာဝန်ယူမှလဲရှောင်းချက်လေးကချက်ချင်းပင်ကြီးကြပ်ရေးမှုကတည်သွားပြီးကြီးကြပ်ရေးမှုအစ်စ်ကလည်းအမိမကြသေးဘူးဟုအသိစိတ်မဲ့စွာပြောလိုက်ရင်ဂိုင်းတူညီမလေးစိတ်ချပါဒါကိုငါ့ကိုလွှဲပေးလိုက်ငါလူလွတ်ပြီးဆဲခိုင်းလိုက်မယ်ဟုဆိုသည်ဝါအားကကျမ်းပြင်ပေါ်မှနေ၍အော်ပြောလိုက်သည်စီနီယာအကူကြီးကျွန်တော်နားလည်ပါတယ်ကျွန်တော်ကြီးကြပ်ရေးမှုနဲ့လုပ်ခဲ့တာ3နှစ်ရှိပြီပါဆက်ပိတ်ထားဆန်းရှောင်းချက်လေးကစိတ်ပြက်လက်ပြက်ဖြစ်နေသည်စီနီယာအကူကြီးစုဟန်ကြီးကနောက်ဆုံးတွင်ရှောင်းချက်လေးကိုတစ်ချက်ကြည့်လိုက်ပြီးဆရာရဲ့ဆိုလိုရင်းကအထူးတန်းစားကိုလိုချင်တာတကူလုံးဓာတ်စိတ်ကန်ထဲမှာအထူးတန်းစားချန်လင်းကြီးကိုရှာနိုင်တဲ့သူဆိုလို့ကြောက်ကြူဖီကတဝက်ပဲတည်တယ်ဒါပေမဲ့ကြောက်ကြူဖီကတည်သွားပြီးဝါအားက၄ပုံတစ်ပုံပဲတည်တယ်ဒါပေမဲ့သူကဥတူနိုင်တယ်ကျွန်တော်သိပါတယ်ကျွန်တော်အတန်ကကြောက်တိုင်အောက်ခြေမှာတိုးမြင့်စွာထွက်ပေါ်လာသည်တကူလုံးဓာတ်စိတ်ကန်တကူလုံးတိတ်ဆိတ်သွားသည်ဝါအားကပထမဆုံးအော်ဟစ်တော်သည်မင်းတို့အခြေခံလုပ်သမားကဘာတိမှလည်းမင်းကများအထူးတန်းစားကိုတီးလို့လားကျွန်တော်ဒီမှာရေးထမ်းခဲ့တာ12နှစ်ရှိပြီကျွန်တော်ဒီကြောက်တိုင်ကိုအမိပြု၍ဖြည်းဖြည်းချင်းထထိုင်လိုက်ပြီးတွေးတလုံးထပ်အပ်လိုက်သည်ဓာတ်စိတ်ကန်ရဲ့လက်မတိုင်းကိုမျက်စိမိတ်ထားရင်တော့စမ်းမိတယ်ကျွန်တော်ကစုဟန်ကြီးကိုမော့ကြည့်ရင်ပြောလိုက်သည်အရှိဘက်တောင်ဘက်300ကွာရေနဲ့9ပိရှိတဲ့နေရာကရွှွတွေကအလဲလက်တန်းစားပဲအနောက်ဘက်စီနီယာအကူကြီးလူရဲ့ဝိညာဉ်စိတ်ကန်နေရာနဲ့နီးတဲ့နေရာကတော့အနေထိုင်တာအကြဆုံးနဲ့ရွှွရောင်အနက်ဆုံးမှုလို့အထူးတန်းစားရင်းမြောက်အဲ့မှာအထူးတန်းစား2တုံးရှိတယ်ဒါပေမဲ့ရေနွေးနဲ့လာပတ်ထားလို့ပြန်သွားပြီးနောက်ထပ်တညလောက်ငြိမ်အောင်ထားမှပြန်ဆုလာလိမ့်မယ်လူအုပ်ထဲမှာတစုံတစ်ယောက်ကအသက်ရှူမသွားသည်စုဟန်ကြီးညဝညာလုတ်ခတ်သွားသည်သူမသည်ရေခဲဆွဲရင်ကျင့်ကြံသူဖြစ်ပြီးရေနှင့်ရေခဲသည်အခြေခံတူညီသဖြင့်ကျွန်တော်ပြောသည်မှာအမှန်လားအမှားလားဆိုသည်ကိုသိသည်ရှောင်းချက်လေးလည်းနားလည်သွားသည်ကျွန်တော်ဒီအတနာခံနေခြင်းမဟုတ်ပဲဤနေရာမှာရုံထွက်ရန်ကြောင်းဆန်းနေခြင်းဖြစ်သည်နတ်သမီးလေးကျွန်တော်ရဲ့ဒီခန္ဓာကိုယ်ကအောက်ခြေလူလန်းစားမှန်းသိပါတယ်ကျွန်တော်ကထပ်မံဦးညွှတ်လိုက်ရနှစ်ဖူးနဲ့ကျန်းပြင်ကြောက်ပြားလို့ရိုက်ခတ်သွားသည်တပည့်ဖြစ်သူက3ရက်အတွင်းဓာတ်စိတ်ကအောက်ခြေကနေအထူးတန်းစားချန်လင်းကြီး3ပိတာကိုဆယ်ယူပြီးအကြီးကဲစုရဲ့ရှေ့မောက်ကိုကိုယ်တိုင်လာရောက်ဆက်တပါမယ်ကျွန်တော်ကခဏရက်ပြီးကဲလို့မဆယ်နိုင်ခဲ့ရင်စီနီယာအကူကြီးစိတ်ကြိုက်စီရင်ပါတပည့်ဖြစ်သူဘာမှငင်းဆန်မှာမဟုတ်ပါဘူးကဲလို့ဆယ်နိုင်ခဲ့ရင်ကျွန်တော်ကစုဟန်ကြီးကိုကြည့်လိုက်ပြီးနတ်သမီးလေးအနေနဲ့စီနီယာအကိုကြီးရှောင်းကိုတောင်းပန်ပေးပြီးတပည့်ကိုအပြင်စည်းကိုင်းသားဖြစ်ဝင်ခွင့်ပြုဖို့တောင်းဆိုချင်ပါတယ်နောက်ဆုံးစကလုံးနှလုံးကအလွန်တိုးမြင့်တော်လဲလူတိုင်းကြားလိုက်ရသည့်ဝမ်းအားသည်တစုံတစ်ယောက်၏အရိုက်ခံလိုက်ရတယ်လို့ခန္ဓာကိုယ်တစ်ခုလုံးကျန်းပြင်ပေါ်သို့ဝှေ့ဆောင်သွားပြီးမဖြစ်ဘူးစီနီယာအကိုကြီးသဘောမတူတဲ့ဒီရင်ကြီးကဖြောင်းရှောင်းကြလေးကလက်ပြန်ရိုက်ချက်ဖြစ်ဝမ်အာအီပါကိုလက်ချလိုက်ရဝမ်အာမှာချက်ချင်းပင်တတိလေးမင်းမျောသွားတော့သည်သူတဘောမတူပဲမနေနိုင်ပေစုဟန်ကြီးကကြည့်နေပြီးသူမ၏နောက်ွယ်တွင်စုဝင်ရွက်ရှိနေသည်ရှောင်းချက်လေး၏အဖိုးကိုယ်တိုင်နှင့်လေးစားမှုသုံးပုံတစ်ပုံပေးရသည့်သူဖြစ်သည်ရှောင်းချက်လေး၏လက်စားလုတ်ကတစ်ချက်လှုပ်ရှားသွားပြီးသူကပြုံးလိုက်သည်ခိုင်းတူညီမလေးကတော့စကားဟလာမှာတော့စီနီယာအကိုကြီးကတဘောမတူစရာအကြောင်းမရှိပါဘူးသူကခေါင်းလှည့်ပြီးကျွန်တော်ကိုငုံကြည့်တာရင်းကြီး3ရက်အတွင်း3ပိတာတစ်ချက်သားလို့ရင်တော့သူဆက်မပြောတော့ပဲဓာတ်အိမ်ဖြစ်ကျန်းပြင်ကိုစောင့်ချလိုက်ရကျန်းပြင်ကြောက်ပြားကအကွဲကြောင်တေးသေးလေးဖြစ်သွားသည်တပည့်နားလဲပါပြီကျွန်တော်ဒီနှစ်ဖူးကိုကျန်းပြင်ပေါ်အထားလိုက်ပြီးစုဟန်ကြီးကကျွန်တော်ကိုခိတ္တမြစိုက်ကြည့်ပြီးနောက်ရှောင်းချက်လေးကိုအသားရဦးညွှတ်ဆက်လိုက်ပြီးစီနီယာအကူကြီးကိုကျေးဇူးတင်ပါတယ်ရှောင်းချက်လေးကအလိုက်တိစွာဖြင့်ဂိုင်းတူညီမလေးကဂိုင်းတွင်ပိုင်းကိုပြန်တော့မလို့လားငါအလိုက်ပို့ပေးမယ်မလို့ပါဘူးစုဟန်ကြီးကအပြင်သို့ရှောက်လန်းသွားနေပြီဖြစ်သည်သူမကျွန်တော်ဤ
မိမဖြစ်သွားစဉ်ခြေလန်းကတခဏမြရက်တန်သွားသည်အလွန်တိုးတောင်းလာတော့လေထိုအကြည့်သည်အခြေခံလို့သမားတအုပ်ကိုကြည့်သည့်အကြည့်မျိုးမဟုတ်ပဲစူးစမ်းလေ့လာသည့်အကြည့်မျိုးဖြစ်သည်လူအုပ်ကြီးလူစုခွဲသွားကြပြီးနောက်ရှောင်းကျက်လေးကလက်အင်ကြီးကိုခါရန်ကထွက်ခွာသွားစဉ်စကားတခွန်ချန်ထားခဲ့သည်သူ့ကိုဥပဒေစိုးမိုးရေးဆောင်ကိုခေါ်သွားလိုက်3ရက်အတွင်းမပြီးရင်ချက်ချင်းကွပ်မျက်လိုက်ဥပဒေစိုးမိုးရေးဆောင်ကတပင်း2ယောက်ကကျွန်တော်ကိုတွဲခေါ်သွားကြသည်စုဟန်ရည်သည်ယူရှုဖုံဝင်းထဲသို့ပြန်ရောက်တော့အခါအစီကံမလေးချင်တန်းကခီးဥကျူပြူသည်စီနီယာမချန်လင်းကြီးကိစ္စကလူတယောက်ကိုရှာပြီးဆဲခိုင်းလိုက်ပြီလားဘယ်လိုလူလဲစုဟန်ကြီးကပြင်းပေါင်နာတွင်ရက်နေပြီးလက်မကြည့်ပဲမေးလိုက်သည်ဒါစိတ်ကံကအခြေခံလို့သမားတယောက်ပဲနာမည်ကကျန်းရတဲ့ချင်တန်ကမေးလိုက်သည်စီနီယာအမကသူ့ကိုယုံလို့လားအခြေခံလို့သမားတယောက်ကချန်လင်းကြီးရဲ့အရေးတွေးကိုပါတိမှလဲစုဟန်ကြီးကခက်တမြတိတ်ဆိတ်သွားပြီးမှသူကအနောက်ဘက်ကအထူးတန်းစားနေရာဟာလူကျက်ရဲ့ဝိညာဉ်စိတ်ကံဖြစ်သွားတဲ့နေရာလို့ပြောတယ်အဲ့ဒါဘာဖြစ်လဲလူကျက်ရဲ့ဝိညာဉ်စိတ်ကံကမနေ့ကမှလဲတာချင်တန်ကအာမီတိတ်တန်ထွက်သွားသည်စုဟန်ကြီးကဆက်ပြောသည်လူကျက်ရဲ့ချန်ရှင်းကြောင့်မို့ပျောက်သွားတာတလားရှိပြီးသူကတကိုးတွေလာမှဆိုလို့ဝိညာဉ်စိတ်ကံကိုနေတိုင်းလဲနေတာဒီကိစ္စကိုအတွင်းစီးတပည့်တွေအကုန်လုံးသိကြပေမဲ့အပြင်စီးတပည့်တွေမသိဘူးအခြေခံလို့သမားဆိုရင်တော့ပိုတော့မသိနိုင်ဘူးစုဟန်ကြီးကခေါင်းလဲလာပြီးအခြေခံလို့သမားတယောက်ကလူကျက်မနေ့ကမှဝိညာဉ်စိတ်ကံလဲထားမှန်းဘယ်လိုသိတာလဲချင်တန်ကပါဇက်အဟောင်းသားဖြစ်သွားပြီးဘာမှမပြောနိုင်တော့ပေစုဟန်ကြီးကတပြင်းအတာချရင်သူမကိုကြည့်ကလူလို့ဒီစောင့်ကြည့်ခိုင်းရမလားမလို့ဘူးစုဟန်ကြီးကခက်အေးအေးပင်ပြောလိုက်သည်ငါကိုယ်တိုင်ကြည့်မယ်ဥပဒေစိုးမိုးရေးဆောင်ကကျွန်တော်ကိုထောင်ထဲသို့မထည့်ခဲ့ပေ3ရက်အတွင်းအလုပ်အရမည်ဖြစ်သောကြောင့်သူတို့ကကျွန်တော်ကိုဓာစိတ်ကံဤမြောက်ဘက်ရှိအခန်းလွတ်တစ်ခုတည်းသို့ထည့်ကချီကြံခြင်းအဆင့်တက်တပည့်တယောက်ကိုတကားဆောင်ခိုင်းထားသည့်ညအချိန်တွင်ကျွန်တော်ဒီမုတ်ကိုဖက်ပြီးရေထဲသို့နှက်လိုက်ရာရေမျက်နှာပြင်ပေါ်တွင်အလွန်ဖြော့တော့သောဝိညာဉ်ချီစွမ်း၏အလွှာတစ်ခုတက်လာသည်ကျွန်တော်ကရေမုတ်ခွက်ဖြင့်အသားရလွတ်လိုက်ရာရေမုတ်ခွက်ကတုံခါတော်သည်ကျွန်တော်ဒီအချက်3ချက်ကိုစတင်စဉ်စားတော့ဒီပထမအချက်အထူးတန်းစားချန်လင်းမီ3တိတာသည်ဓာစိတ်ကံအောက်ခြေတွင်မပြည့်စုံနိုင်ပေအများဆုံးရှိလာနှစ်ပိတ္တတာရှိမည်ဒုတိယအချက်လိုအပ်နေသောအပိုင်းကိုရေမုတ်ခွက်ဖြင့်ဖြည့်ဆည်းရမည်ဖြစ်ရာအနည်းဆုံးဖန်ဆင်းခြင်းဝိညာဉ်ရေး40ကို3ရမည်တတိယအချက်ဒါကိုဘယ်သူမှအမြင်ခံလို့မဖြစ်ဘူးရှောင်းချက်လေးကတော့လူလွတ်ပြီးစောင့်ကြည့်ခိုင်းမှတေချာတယ်ဒုတိယမြောက်နေ့မနေ့တွင်ကျွန်တော်ဒီဓာစိတ်ကံတို့အပုတ်ခံရသည့်ယာယီကြီးကြပ်ရေးမှု၏မျိုးရိုးကမုန်းဖြစ်ပြီးချီချင်းကြံခြင်းအဆင့်4ဖြစ်သည်ကိရိယာတွေကိုကိုယ့်ဘာသာကို YouTube ကထောက်တနေရာကိုညွှန်ပြသည့်3ရက်ငါတရက်ကိုတစ်ချိန်လာသိမ့်မယ်တစ်ချက်သားလို့ရင်တော့သူဆက်မပြောတော့လဲကျွန်တော်နားလေသည်ကျွန်တော်ဒီဝါချင်းတောင်းတဲ့လက်ကင်ရှိအတန်ပေါ်ပြားကိုယူလိုက်ပြီးကံပေါင်းပြီးမှဖြစ်သွားစဉ်တစ်ချက်အကဲခတ်လိုက်ရာကံဤအနောက်ဘက်ကြောက်တိုင်နောက်ွယ်တွင်လူနှစ်ယောက်ရက်နေသည်ကိုတွေ့ရသည်ရှောင်းချက်လေးဤလူများပင်ကျွန်တော်စိတ်ထဲကနေလှောင်ရလိုက်သည်ဒါကမှအလုရှုပ်သက်တာသေးတာပေါ့ကျွန်တော်ရေထဲသို့မစင်းမီခန္ဓာကိုယ်တစ်ခုလုံးရှိအယုံများကဆန္ဒပြနေတဲ့ကဲ့သို့ခြေလမ်းများကိုအလွန်လေးကွေးအောင်လုပ်လိုက်သည်ရေကရင်ဘက်အကြီးရောက်လာတော့အခါကျွန်တော်ဒီလေပင်တွင်ဆွအခါတော့ရေမုတ်ခွက်ကိုကျိုးရောခွက်ပါပါဆက်ထဲသို့အကုန်လုံးလိုက်ပြီးရေမုတ်ခွက်သည်လက်မခံတာရှိသဖြင့်ရှာအောက်တွင်ကွက်ထားယုံဖြင့်ကွက်တိဖြစ်သွားသည်ထိုအရာကရေထဲသို့ရောက်ပြီးရေကိုတိုးတိုးတိတ်တိတ်စတင်တောက်သုံးလုံးမီကိုမြည်သူများခင်မထားမည်မဟုတ်ပေပထမဆုံးတပူးတွင်ကျွန်တော်သည်အရှိဘက်တောင်ဘက်ဆွန်ရှိအလဲလက်တန်းစားရွှွများကိုတူပြီးကြီးကြပ်ရေးမှုမုံကိုအရေးသွေးပြသလိုက်ပြီးဒုတိယတပူးတွင်မူအနောက်ဘက်တောင်ဘက်ဆွန်သို့ပြောင်းလိုက်ရာထိုနေရာကအထူးတန်းစားဖြစ်သည်မှာတေချာသည်တူနေရင်ဖြင့်ကျွန်တော်ဒီတမင်တကာချီကျော်တဲ့သူလောက်ကရွှွတဲ့သူတကူလုံးစိုက်ဝင်သွားပြီးခန္ဓာကိုယ်တစ်ဝက်ခန့်နဲ့သွားသည်ကြောက်တိုင်နောက်ကလူနှစ်ယောက်ကလှုပ်လှုပ်ရှားရှားဖြစ်သွားတော့လေကျွန်တော်ကချက်ချင်းပင်ပြန်ထလာပြီးရေများကိုချောင်းဆုပ်ထုတ်ရင်ကော်ပြားကိုပြပြတလဲကောက်ယူလိုက်သည်ကျွန်တော်ကိုယ်တိုင်သာသိသည်မှာထို့သို့လဲကျသွားချိန်တွင်ရေမုတ်ခွက်သည်ကံအောက်ခြေအသေးဆုံးအစီအနှင်းများကိုတမုံအပြည့်မျိုးချလိုက်ခြင်းဖြစ်သည်ရင်းဒီတလအတွင်းတပည့်300ကျော်၏မော်လက်နဲ့စေးကြုံမှုမှထွက်လာသောဝိညာဉ်ချီအစီအနှင်းများဖြစ်သည်ရေမုတ်ခွက်၏တုံခါမှုကြောင့်ကျွန်တော်သွားများပင်တကြီးကြီးဖြစ်သွားသည်ပထမဆုံးနေ့တွင်ကျွန်တော်သည်ဝါကျင်းတောင်တစ်လုံးစာရွှွကိုကြီးကြပ်ရေးမှုမုံထက်အနံလိုက်ပြီးကြီးကြပ်ရေးမှုမုံကကြောက်စိမ့်ဖြူချောင်းကိုရွှွနဲ့သို့ထိုးဆိုင်လိုက်ရာကြောက်စိမ့်ချောင်းက3ဘက်လေပြီးနောက်ဖြောတော့သောစိမ့်ပြရောင်လင်းထွက်လာသည်အလဲလက်တန်းစားအောက်ဆင်းပဲသူကအေးဆက်ဆက်ပြောလိုက်ပြီးအောက်တန်းစားအစိတ်ကျွန်တော်ဒူးထောက်လျက်ဟုတ်ကဲ့ပါဟုဖြေလိုက်ပြီးကြီးကြပ်ရေးမှုမုံကလောင်ရရင်နောက်ထပ်တစ်ရက်ပဲကျွန်တော်ရဲ့အထူးတန်းစားနှစ်ပိတ္တာကျော်ကိုတော့မင်းနောက်ဘဝကြမှာပဲရှာတော့ဟုဆိုသည်ညဘက်အခန်းလို့သို့ပြန်ရောက်တော့အခါပါစက်ထဲမှရေမုတ်ခွက်ကိုထွေးထုတ်လိုက်ရာရေမုတ်ခွက်ထဲတွင်နှက်မောင်သောစိမ့်ပြရောင်ဖြစ်နေပြီဖြစ်သည်အထူးတန်းစားဖန်ဆင်းခြင်းဝိညာဉ်ရေး30ခွဲတရက်တာဤရလက်ပင်ဖြစ်သည်ဒုတိယမြောက်နေ့တွင်လည်းကျွန်တော်ထိုအတိုင်းပင်လှုပ်ဆောင်ခဲ့သည်ရေရဲစင်းသည်အလဲလက်တန်းစားကိုတူပြီးကြီးကြပ်ရေးမှုမုံကိုပြသည်အထူးတန်းစားကိုတော့တူတူတိတ်တိတ်ရေမုတ်ခွက်ထဲသို့မြို့သွင်းသည်ဒုတိယမြောက်နေ့အလုပ်အချိန်တွင်ကြီးကြပ်ရေးမှုမုံကကြောက်စိမ့်ချောင်းကိုထိုးဆိုင်လိုက်ရာအလဲလက်တန်းစားအလဲစင်းမှုဆိုကသူ့မျက်မှောင်ကျုပ်လိုက်သည်ဒါပေမဲ့မလောက်သေးဘူးသို့တော့သူ၏မျက်လုံးများပြောင်းလဲသွားသလိုကြောက်တိုင်နောက်ကစူးစမ်းသူနှစ်ယောက်လည်းပထမဆုံးအကြိမ်ဖြစ်တူတူတိတ်တိတ်စကားပြောလာကြသည်တတိယမြောက်နေ့အယုံတက်ချိန်တွင်ကျွန်တော်ဒီမိုးလင်းသည့်အထိမဆောင်တော့ပဲအခန်းတောင်တွင်စောင့်ကြောက်ထိုင်ကနှစ်ရက်တာစူးစောင်းထားသောဖန်ဆင်းခြင်းဝိညာဉ်ရေး40ခွဲကိုရေမုတ်ခွက်၏အတွင်းနေရန်သို့တစ်ဆက်ချင်းစီချလိုက်ပြီးရေမုတ်ခွက်ထဲကဟင်းလင်းပြင်းငယ်လေးသည်ရှုပ်ဝင်နေသောရေတွင်းတွင်ကဲ့သို့ဖြည်းဖြည်းချင်းလက်ပတ်လာသည်ဝိညာဉ်ရေးကိုရွှွပေါ်သို့တိုက်ရိုက်ချာ၍မဖြစ်ပေအလွန်အန္တရာယ်များသည့်ရွှွများကိုအုပ်စုခွဲ၍ရေမုတ်ခွက်ထဲသို့ဖြတ်တန်းစေရမည်3ပိတာဆိုသည်မှာ48လျင်ဖြစ်ပြီးတစ်ကြိမ်လျင်သူများသမက်9လျင်နှုန်းဖြင့်အကြိမ်ကို16ကြိမ်လုပ်ရမည်ဝိညာဉ်ရေး40ခွဲသည်45ကြိမ်သာခံမည်ဖြစ်ရာနောက်ထပ်50ကြိမ်လိုအပ်နေသည်ထိုလိုအပ်ချက်ကိုကျွန်တော်ကိုယ်ပိုင်ကြင်ကြံမှုစွမ်းအင်ကိုရေမုတ်ခွက်သို့ခိတ္တချိပေးခြင်းဖြင့်ဖြည့်ဆည်းရမည်ချိပေးလိုက်ပြီးလျင်ပြန်ရပါမလားမသိတော့လဲယနေ့တွင်တော့မဖြစ်မနေလုပ်ရမည်ဖြစ်သည်မော်ရှိတွင်ကြီးကြပ်ရေးမှုမုံကနောက်ဆုံးနေ့အလုပ်လာသိမ်းသည့်စူးစမ်းသူနှစ်ယောက်ကလည်းသူ့နောက်တွင်တိုက်ရိုက်ရက်နေကြသည်ရေမီကြီးကြပ်ရေးမှုမုံကပြည်ပြင်းတွေဖြစ်ဒီနေ့နောက်ဆုံးနေ့ပဲတက်ဆခံမှုပြင်ဆင်ထားလိုက်တော့ကျွန်တော်ဒီကျမ်းပြင်ပေါ်တွင်တူထောက်လျက်ရှိတွင်ဝါကျင်တောင်3လုံးချထားသည်ဘာမှမပြောဘဲပထမဆုံးဝါကျင်တောင်ကိုတွန်းပေးလိုက်သည်ကြီးကြပ်ရေးမှုမုံကလှောင်ပြုံပြုံရင်းကြောက်စိမ့်ချောင်းကိုထိုးဆိုင်လိုက်သည်ကြောက်စိမ့်ချောင်း3ဘက်လေပြီးနောက်နတ်မောင်သောစင်းပြရောင်လင်းထွက်ပေါ်လာသည်ကြီးကြပ်ရေးမှုမုံအပြုံးကမျက်နှာပေါ်တွင်ခဲသွားတော့သည်သူ3ကြိမ်တိုင်းတိုင်းတိချအောင်စစ်ဆေးပြီးမှအထူးတန်းစားကိုရေရွတ်သည်ကျွန်တော်ကဒုတိယမြောက်ချင်းတောင်ကိုတွန်းပေးလိုက်သည်နတ်မောင်သောစင်းပြရောင်အထူးတန်းစားတတိယမြောက်ချင်းတောင်နတ်မောင်သောစင်းပြရောင်အထူးတန်းစားထိုများကကျွန်တော်ဒီခန္ဓာကိုယ်တစ်ဝက်စာကျင့်ကြံမှုကိုရေမုတ်ခွက်ထဲသို့ချိပေးခဲ့ပြီးအများစုကိုပြန်သိမ်းနိုင်ခဲ့တော့လေအနည်းငယ်တော့ဆုံးရှုံးခဲ့ရသည်သို့တော့ကျွန်တော်ဒူးထောက်ထားသည်မှာအလွန်တည်ငြိမ်နေသည်3ပိတာပါကျွန်တော်ကပြောလိုက်သည်အထူးတန်းစားကြီးကြပ်ရေးမှုမုံကပါဇက်အဟောင်းသားဖြစ်သွားပြီးမေးချင်တော့လေမမေးရတော့ပဲနောက်ဆုံးတွင်ခက်ထန်ထန်ပင်လူတွေလာခဲ့သူ့ကိုယူရှုဖုံးကိုပို့လိုက်ဟုအမိန့်ပေးလိုက်သည်မုန်းတဲ့ချိန်စုဟန်ကြီးအဆောင်ဝင်အတွင်းကျွန်တော်ဒီကြောက်ပြစိမ့်ပေါ်တွင်ဒူးထောက်ထားပြီးရှေ့တွင်ဝါကျင်တောင်3လုံးချထားသည်စုဟန်ကြီးကရှောက်ထွက်လာပြီးကျွန်တော်ရှေ့တွင်စောင့်ကြောက်ထိုင်ကရွှွတစုပ်ကိုကောက်ယူလိုက်သည်သူမ၏ချီစွမ်းရင်ကရွှွနှုံနှင့်ထိတွေ့သွားသောအခါရွှွနှုံသည်ရေစီးကြောင်းလေးတစ်ခုအဖြစ်ပြောင်းလဲသွားသည်စိမ့်ပြရောင်
ဖြောတော့အယောင်မဟုတ်တယ်လို့တာမန်နတ်မောင်တော့အယောင်လည်းမဟုတ်ပဲဆူရှာတောက်ပတော့လိုင်းတစ်ခုပါဝင်နေသည့်နတ်မောင်တော့စိမ့်ပြရောင်ဖြစ်သည်စုဟန်ရီလက်ချောင်းထိပ်များတခဏများရက်တန်သွားသည်သူမကျွန်တော်ကိုအကြကြီးစိုက်ကြည့်နေပြီးနောက်ပါလာတော့ကြောက်စိမ့်ပြတစ်ခုကိုထုတ်ကကျွန်တော်ဒူကောင်းရှိသူချပေးလိုက်သည်ကြောက်စိမ့်ပြ၏အရှိတ်တွင်အပြင်ဟူသောစာလုံးထွန်းထူထားသည့်၃ရက်တာဂတိကိုမင်းနိုင်သွားပြီးကျွန်တော်သည်ကြောက်စိမ့်ပြကိုကောက်ယူကလက်နှစ်ဖက်ဖြင့်ပြင်းမလျက်ဥညွတ်အလေးပြဦးလိုက်သည်စုဟန်ရီကသူမ၏လက်အင်ကြီးထဲမှကျွေပလင်းငယ်တစ်ခုကိုထပ်ထုတ်ကကြောက်စိမ့်စပွဲပေါ်တင်ပေးရင်၃ရက်ပတ်လုံးပြင်ပန်းသွားပြီးဒီချီဆူစီစီလုံးပလင်းကိုယူသွားလိုက်ဟုပြောပြီးလှည့်ထွက်သွားသည်ဝရန်တာအောက်သို့ရောက်တော့ခါသူမဖြစ်တာရက်လိုက်ပြီးကျန်းရံတကယ်ရှိပါတယ်မင်းကအနောက်ဘက်တောင်ဘက်ဆုံးကနေရာဟာအထူးတန်းစားလို့ပြောခဲ့တယ်သူမဖြစ်တာရက်ပြီးလူကျန်းရဲ့ဝင်းမြင့်စေကံကအဲ့ဒီနေရာကိုဖြစ်သွားမှန်းမင်းဘလို့သိတာလဲကျွန်တော်ရင်ခုန်ကန်ကတစ်ချက်ရက်တန်သွားပြီးကျွန်တော်ဒီမြေပြင်ပေါ်တွင်ဝတ်ဆောင်ရဲ့ခေါင်းမမပြပဲအကြောက်လန့်ဆုံးအတန်ဖြစ်ပြောလိုက်ပြီးစီနီယာအကိုကြီးလူဝင်းမြင့်စေကံလဲတော့ကလွန်ခဲ့တဲ့၃ရက်ကကျွန်တော်အဲ့ဒီနေရာမှာရှိနေခဲ့လို့ပါကျွန်တော်ထပ်မံမေးမြန်းလိုက်မည်ဟုကျွန်တော်မျှော်လင့်ထားတော့လဲသူမဆက်မမေးတော့ပေယူရှုပုံမှာရှောက်ထွက်လာတော့အခါထိုအပြည့်စည်းကြောက်စိမ့်ပြသည်ကျွန်တော်လက်ဖွားထဲတွင်မြင်းရဲတောက်နေသောတလုံးကဲ့သို့ပူလောင်နေသည်ကျွန်တော်ဒီလမ်းတစ်ဝက်တွင်ထင်းရှုပင်ကိုမြည်၍ထိုင်ချလိုက်ပြီးကြောက်စိမ့်ပြကိုငပုတ်ပေါ်ကတ်ထားလိုက်ပြီးချွေးတစ်ဆက်ကရေမုတ်ခွက်ပေါ်သို့ကျသွားတော့အခါရေမုတ်ခွက်ကတက်ပြင်းချတဲ့ကဲ့သို့အသားရတုန်ခါသွားသည်စုဟန်ကြီးကပြင်းပေါင်လာတွင်ရက်လျက်ကျွန်တော်တောက်အောက်သို့ဆင်းသွားသည့်ကြောပြင်ကိုအမြင်ရတော့ဒီတိုင်အောင်စိုက်ကြည့်နေသည်ချင်းတန်ကသူမ၏နောက်ွယ်မှာတိုးတိုးလေးခေါ်သည်စီနီယာအမစုဟန်ကြီးကလက်မကြည့်ပဲလူကျန်ကလွန်ခဲ့တဲ့၃ရက်ကဝိညာဉ်စေကံကိုလဲခဲ့တာဟုတိုးမြင့်စွာပြောလိုက်သည်အဲ့ဒီအချိန်တုန်းကဓာတ်စေကံမှာအမှုဖြစ်နေလို့ကန်တစ်ခုလုံးကိုဥပဒေစိုးမိုးရေးဆောင်ကပိတ်ဆို့ထားတာကျန်းရအပါဝင်အခြေခံလူသမားတွေအကုန်လုံးအပြင်ကိုမောင်းထုတ်ခံထားရတာချင်းတန်ကအားဒါဆိုကျန်းရံကအဲ့ဒီနေရာမှာရှိနေဖို့မဖြစ်နိုင်ဘူးပေါ့ဟုမျိုးလုံးဝိုင်းသားဖြင့်မိတီစုဟန်ကြီးလက်ချောင်းထိပ်တွင်ရေခဲပန်းကိုလေးတစ်ခုဖြစ်တည်လာပြီးပြန်လဲအကြီးပြောသွားသည်သူလိန်ပြောနေတာဒါဆိုစီနီယာအမကဘာလို့သူ့ကိုမဖော်ထုတ်ခဲ့တာလဲစုဟန်ကြီးကအကြာကြီးထိတ်ဆိတ်သွားပြီးမှသူလိန်နဲ့အလိန်ကငါလက်ခံနိုင်တဲ့အလိန်မျိုးဖြစ်နေလို့ပဲသူ့ရဲ့နောက်ထပ်လိန်မဲ့စကားကဘာဖြစ်မလဲဆိုတာငါသိချင်သေးတယ်အပြင်စီးတပြင်းများဤနေထိုင်ရာနေရာကိုချင်းချုံဝင်းဟုခေါ်သည်လွန်ခဲ့သောချိန်ကကျွန်တော်ဒီနေ့တိုင်ရေထိုင်းရင်အိန္ဒိယကို၃ချိန်တိုင်တိုင်ဖြတ်တန်းခဲ့ပြီးတော့လဲထိုလာမင်းပုံစံတကားဝါကိုတစ်ခါမှချိန်မချဘူးခဲ့ပြီးယနေ့ဝင်သွားတော့အခါကျွန်တော်ဒီရှမ်ပလင်တောက်ပါတော့အပြင်စီးတပည့်ဝတ်စုံကိုဝတ်ဆင်ထားပြီးခါတွင်အပြင်စီးကြောက်စိမ့်များကိုချိတ်ဆွဲကလက်ထဲတွင်အပြင်စီးတပည့်လက်ဆွဲစာအုပ်ကိုကိုင်ဆောင်ထားသည်တကားဆောင်ကြည့်ချက်ရင်းမှုကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးအမိစရင်ကိုပြန်ကြည့်ပြီးကျန်းရံသူမျက်မှောင်ကျုပ်ကဘဲကကျန်းရံလဲဓာတ်စိကန်ကလာတာပါကြည့်ချက်ရင်းမှုဤမျက်နှာကတစ်ချက်ရှုံးနေသွားပြီးဟိုရေးသူစကားမဆုံးသေးခင်ကျွန်တော်ကခေါင်းရင်းပြလိုက်ပြီးဟုတ်ကဲ့ပါသူကအမိစရင်တွေကကျန်းရံအမိဘေးတွင်စဝိုင်းကြီးကြီးတစ်ခုကိုခါခါတီးတီးဆွဲလိုက်ပြီးအခြေခံဟူသောစာလုံးတေးသေးလေးကိုရေးလိုက်ပြီးအပြင်စီးတပည့်များထဲတွင်အခြေခံဆိုသည်မှာအနည်းဆုံးအဆင့်တန်းကိုကိုစားပြုပြီးချင်းချုံဝင်းသည်ချင်းချုံဝင်း၏အရှိတ်အဆုံးဆုံးတွင်ရှိပြီးရေစိုးမြောင်းနှင့်ကပ်နေသည့်အမှတ်3အခန်းထဲတွင်ခုတင်နှလုံးရှိရာတစ်လုံးကအလွတ်ဖြစ်ပြီးတစ်လုံးတွင်လူတစ်ယောက်အိပ်ပျော်နေသည်ထိုလူသည်အသက်3ဆဲကျော်ခန့်ရှိပြီးမုတ်စိမ်ငွေပုတ်ပုတ်ထားလျက်ခန္ဓာကိုယ်တစ်ခုလုံးရှိဝိညာဉ်ကြီးများကဖျို့ဖျဲဖြစ်နေသည်ချီချင်းကြံချင်းအဆင့်3ဖြစ်တော်လဲတစ်ခုခုမှားနေသည်ရေမုတ်ခွက်ကအသားအရာတုန်ခါသွားပြီးပြင်းပြင်းသွားသည်စီနီယာအကူမင်္ဂလာပါဟုကျွန်တော်နှုတ်ဆက်လိုက်သည်ထိုလူကမလှုပ်ရှားပေစီနီယာအကူကျွန်တော်ကထက်ခေါ်လိုက်သည်ထိုလူကတစ်ခါတော့လှည့်လိုက်ပြီးဆောင်းထဲမှနေ၍လက်ဆန်းဟုရေရွတ်လိုက်သည်ကျွန်တော်မလစ်ပဲအထုပ်ဘူးများကိုအလုတ်ခုတင်ပေါ်သို့တင်လိုက်သည်ထိုလူကထပ်မံရေရွတ်သည်လူတက်လာဟုတ်ကဲ့ပါဘယ်နေရာကကြာလာတာလဲဒါစိတ်ကံကပါတော့မင်းတို့ကောင်မျိုးကများပြင်စည်းကိုရောက်လာတဲ့ဟုတ်လားသူကရေမောနေရင်းနဲ့ကျွန်တော်ပခုံးကိုအပြင်းပြင်းဖြင့်ရိုက်ချလိုက်သည်မင်းကများအပြင်စည်းကိုရောက်လာတဲ့ဟုတ်လားဤရိုက်ချက်ဤနောက်ဆုံးစားသုံးပုံတစ်ပုံကိုသူကပြန်ထိတ်လိုက်ခြင်းဖြစ်သည်တာမန်ချင်းချင်းကြံချင်းအဆင့်3သမားဆိုလျင်ထိတ်နိုင်မဟုတ်ပေကျွန်တော်ကနာကျင်လုံး၍တွားကြည့်သွားသည့်ပုံစံဖမ်းလိုက်ပြီးစီနီယာအကိုဖြည်းဖြည်းလုပ်ပါဟုဆိုလိုက်သည်ဝူဟန်ကရေလုံး၍ခါပင်မဆက်နိုင်တော့ပေရင်းမီးကအပြင်စည်းကိုရောက်လာတယ်ရင်းမီးကအပြင်စည်းကိုရောက်လာတယ်ဟဲ့ဆွရှောင်ယူရေးဝင်းထဲကအခြားအခန်းတကားကိုခြေထောက်ဖြင့်ကန်ဖွင့်လိုက်ပြီးမြင်းဆောင်တိုင်ကဲ့သို့ပိန်ပြီးသောအကောင်တစ်ကောင်ထွက်လာသည်လက်ထဲတွင်မုတ်တဝက်ကိုကင်ထားဆဲဖြစ်သည်ဝူရှူဘာကိစ္စလဲလာခဲ့ဝူဟန်ကလက်လန်းပြသည်ဒါကကျန်းရတဲ့ထိုကောင်လေးကခိတ္တမြကြောက်သွားပြီးဘဲကျန်းရလဲရင်းမီးလေးဆွရှောင်လူ၏လက်ထဲမှမုန်ပြီးကျန်းပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်ထို့နောက်တနအီခန့်တွင်သူသည်စကလုံးပေါင်း1000ခန့်ပြောသွားခဲ့သည်ချင်းချုံဝင်း၏တိဆောက်ပုံအပြင်စီစီကံများတာဝန်ပေးဆောင်၏လှည့်ကွက်များယတနာဆောင်၏စုလက်များဘသူကိုမစွာရဘူးဘသူစီမှာကတ်စားလို့ရတယ်စသည်ဖြင့်ကျွန်တော်နားထောင်ရင်ကောင်းပင်ကြိုက်လာသည်ဝူဟန်ကကရင်ပေါ်တွင်လှဲလျက်အရက်ပူတီကိုမောနေသည်လမ်းဝက်တွင်အရက်ကုံသွားသဖြင့်ဘူးတီအလုကိုဆွရှောင်လူ၏ကောင်းပေါ်သို့ပြစ်ပေါက်လိုက်သည်ရှောင်လူမင်းဘာလို့အဲ့ဒီလောက်အပူတွေပြောနေတာလဲငါနဲ့စီနီယာကိုကျန်းတဲ့ကရင်းနှီးပြီးသားပဲဥစ္စာမင်းပြောတာတွေကအပူတွေပါဝူဟန်ကခုတင်အောင်မှစာအုပ်အစုပ်တအုပ်ကိုနှိုက်ယူ၍ကျွန်တော်တို့ပေါ်သို့ပြစ်ပေးလိုက်ပြီးမင်းသူ့ကိုဒါတွေပြောနေမဲ့စာဒီစာလုံးတွေကိုပြောပြလိုက်တာပိုကောင်းတယ်ကျွန်တော်စာအုပ်ကိုဖမ်းယူလိုက်ပြီးအပြင်စီးလှုပ်ဆောင်ချက်ရမဲ့အသေးစိတ်ဝူဟန်ကလေဘင်းကိုမောလျက်လွန်ခဲ့သောအချိန်တော်ကြာကစကလုံးများကိုစက်မှတ်ထားတဲ့ကဲ့သို့ရွတ်ဆိုလိုက်ပြီးအပြင်စီးတပည့်တွေအတွက်အရေးကြီးဆုံးကကျင့်ကြဘူးချင်းမဟုတ်ဘူးလှုပ်ဆောင်ချက်ရမဲ့ပဲလှုပ်ဆောင်ချက်ရမဲ့မရှိရင်ဘာအရင်မြင်မှမရနိုင်ဘူးကျင့်ကြံခြင်းဆိုတာမင်းမှလှုပ်ဆောင်ချက်ရမဲ့ရှိမှစက်တော်လို့ရမယ့်ကိစ္စဆုံးရှောင်လူကနှုတ်ခမ်းဆူလိုက်ပြီးဝူရှူမင်းကလည်းထက်လာပြန်ပြီးငါပြောတာမှားလို့လားဆွရှောင်ယူစကားပြန်မပြောတော့ပြီးကျွန်တော်စာအုပ်ကိုလှမ်းကြည့်လိုက်ပြီးအပြင်စီးတပိတ်လာစင်ကြီးလှုပ်ဆောင်ချက်ရမှတ်3 10ရတနာဆောင်ပထမထပ်ဝင်ကြီးရွှေရွှေကျန်းရမှတ်3 10ခွန်ချံဝေရမှတ်20ကျွန်းဟောချီချင်းကျန်ချင်းအခြေခံကျန်းရမှတ်5စုစုပေါင်း55မှတ်လိုအပ်သည်ကျွန်တော်လာစင်ကြီးက30တာရှိသည်ဝူဟန်ကကျွန်တော်ကိုကြည့်နေသည့်အကြည့်ကိုကြည့်ပြီးကျွန်တော်နားလည်သွားသည်ကျွန်တော်စာအုပ်ကိုပိတ်လိုက်ပြီးနားလည်ပါပြီဟုပြောလိုက်သည်ထိုညကကျွန်တော်မျက်လုံးစုံဖွင့်ပြီးအိမ်ခေါင်မိုးထုတ်တန်းတွေကိုရေတွက်နေမိတယ်အပြင်စီးတပည့်တွေရဲ့စားတောက်ရေးကနေ့စဉ်အလုပ်ကျန်းသမားတွေထက်ပိုကောင်းပေမဲ့စီချိုးတစ်ခုတည်းကိုပဲအသက်ဆက်ဖို့အားကိုးနေလို့မဖြစ်မှန်းကျွန်တော်သိတယ်ကျွန်တော်ရဲ့ကျင့်ကြံခြင်းအဆင့်ကိုအခြေခံခိုင်နဲ့တိုးတက်အောင်လုပ်ရမယ်ရှောင်ကျဉ်ပြီးကျွန်တော်အမားကိုဖမ်းမမိနိုင်တော့အောင်စုဟန်ကြီးရဲ့နောက်ထပ်ထောင်ချောက်တွေထဲမှာဟာကွက်မရှိစေရတော့အောင်အခြေခံရမယ်ကျွန်တော်ရေမုတ်ခွက်ကိုပါဇက်ထဲငုံလိုက်တယ်ဒါစီကံကတဲ့ဆောင်လာခဲ့တဲ့နှလုံးသားတရားကကုံဆုံးခြင်းမရှိသေးပဲရေမုတ်ခွက်အောက်ခြေမှာကျုံတင်ဝိညာဉ်ရေးတစ်စက်ခွဲခန့်စုဖွဲ့လာခဲ့ပြီးဖြစ်လို့လာဆန်းပိုင်းထိတောက်ခံထားဖို့လုံလောက်နေပြီးလာဆန်းပိုင်းရောက်ရင်လာစဉ်ထောက်ပံ့ကြေးကွန်ပျူတာ30နဲ့တပိတ်အခြေချထောက်ပံ့ကြေး50စုစုပေါင်းကွန်ပျူတာ80ရလိမ့်မယ်ကျွန်တော်မျက်လုံးမိတ်လိုက်စဉ်ဝူဟန်ရဲ့ဟောက်တန်ကရုတ်တရက်ပြောင်းလဲသွားတယ်ဟောက်လူဆိုတဲ့အတန်ကနေညီညာတဲ့ဟူးဆိုတဲ့အတန်မျိုးဖြစ်သွားတာအဲ့ဒါကအိပ်ပျော်နေတာမဟုတ်ပဲအသက်ရှူထိုးရှူသွင်းလုပ်ပြီးကြ
အကြံနေတာပဲသူကန်ကြမာကိုလက်လျှော့လိုက်တာမဟုတ်ဘူးသူဘာကိုစောင့်နေတာလဲလာဆန်းပိုင်းမှာကွန်ပျူတာသွားထုတ်တော့ကွန်ပျူတာ80ရှိတဲ့ကြောက်စိမ်းပြားကိုကင်ပြီးထွက်လာစဉ်ဆွန်းဆောင်လူကအပြင်မှာမျောလင်းချက်အပြည့်နဲ့စောင့်နေတဲ့စီရင်ဘာလို့မလို့လဲရိတ်ခါ6ဝယ်မလို့လားဒါမှမဟုတ်ကျင့်ကြံရေးအခန်းသွားငါမလို့လားလို့သူကမေးတော့ကျန်းစာကူလို့ကျွန်တော်ပြန်ဖြေလိုက်တယ်ဆွန်းဆောင်လူကအန်ဟောတုံလို့သွားပြီးစီရင်မင်းကကျင့်စင်စာအုပ်သွားငါမလို့လားလို့ထပ်မေးတယ်အင်းလို့ပြောတော့စီရင်အဲ့ဒီနေရာကဈေးကြီးတယ်ပြပြန်ရအောင်လို့သူကရားရှာတယ်ကျွန်တော်ကျန်းစာကူကိုသွားခဲ့တယ်ပထမလွာကိုအပြင်စီးတစ်ပည့်တွေအတွက်ဖွင့်ထားပြီးဝင်ကြီးကကွန်ပျူတာ50ပါတာဝန်ခံကတော့ဆိုင်းရန်ချိုဖြစ်ပြီးသူကမျက်စိတစ်ဖက်ကွယ်နေတာချီဆူဆောင်ခြင်းအစဉ်10နှစ်တို့ရောက်ရှိနေပြီးနှစ်ပေါင်း50တိုင်တိုင်ကျန်းစာကူကနေမထွက်ခဲ့သူဖြစ်တယ်10နှစ်ခန့်ကစာအုပ်ခိုးတဲ့တပည့်တယောက်ကိုသူကလက်တစ်ဖက်ထဲနဲ့ကျန်းပြင်ပေါ်မှာ3ရက်တိုင်တိုင်ဖိနှိပ်ထားခဲ့ဘူးလေလို့ဆွန့်ဆောင်လူပြောပြဘူးတဲ့ကျန်းစာကူတကားဝမှာအဲ့ဒီအဖိုးကြီးကမျက်စိတစ်ဖက်ကိုမေ့စီပြီးတိရွက်တွေကိုဖြည်းဖြည်းချင်းဝါနေတယ်ကျွန်တော်ကြောက်စိမ်းပြားကိုကမ်းပေးလိုက်ပြီးတပည့်ကျန်းရန်ကူလေးဝင်ပါရစေလို့ဆိုလိုက်တယ်ထိုမျက်စိတစ်ဖက်ကဖြည်းဖြည်းချင်းလှည့်လာတဲ့အခါကျွန်တော်နှလုံးသားတုန်လှုပ်သွားတယ်အဲ့ဒါကချီဆူဆောင်ခြင်းအစဉ်10နှစ်ရှိသူတယောက်ရဲ့မျက်လုံးမျိုးမဟုတ်ဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲပြန်လဲမဝါသွားပြီးအဖိုးကြီးကကြောက်စိမ်းပြားကိုနှိတ်ကကွန်ပျူတာ50ကိုနှုတ်ယူလိုက်တယ်နိုင်ဝက်ပဲလို့သူကပြင်းပြင်းတွေပြောတယ်ကျွန်တော်မိုးတရေစင်ကျင့်စင်နဲ့မုံဝါဖုံမုံမတန်းကိုအရင်မကြည့်ပဲအထွေထွေစာအုပ်စင်စီအရင်သွားကတောက်လောင်မီရှန်ချီဆူဆောင်ခြင်းအခြေခံကျင့်စင်ကိုဆွဲထုတ်လိုက်တဲ့ထိုးနောက်မှအခြားစာအုပ်နှစ်အုပ်ကိုပါ UP ဆိုင်းရန်ချိုးရှိကိုရှောက်သွားခဲ့တယ်အဖိုးကြီးကမိုးတရေစင်ကျင့်စင်ကိုအရင်ကြည့်ပြီးဘာမှမပြောမုံဝါဖုံမုံမတန်းကိုကြည့်ပြီးတော့လည်းဘာမှမပြောပေမဲ့တောက်လောင်မီရှန်ချီဆူဆောင်ခြင်းအခြေခံကျင့်စင်ကိုမြင်တဲ့အခါတုံ့ကနေဖြစ်သွားတဲ့ကောင်လေးတောက်လောင်မီရှန်ကိုရွေးတယ်ပေါ်ဒီစာအုပ်ကိုမငားကြတာနှစ်ပေါင်း50ရှိပြီလို့ဆိုင်းရန်ချိုးကအေးလူလူစကားဆက်လာတယ်ကျွန်တော်ကောင်းကောင်းကတပိတ်ကြားမိတာကတော့ချီဆူဆောင်ခြင်းကနေကွန်ပျူတာတွေလဲလှယ်နိုင်နေဆိုလို့ပါလို့ဖြေတော့မင်းကဘယ်နှစ်စင်လဲလို့သူကမေးတယ်နှစ်စင်ပါလို့ပြောလိုက်ရနှစ်စင်နဲ့ဘာချီကိုစူဆောင်ပါလဲလို့သူကဆိုတယ်ကျွန်တော်ပြန်မပြောမိဘူးအတန်ကြာမှအဖိုးကြီးကကျွန်တော်ကြိုင်းကြားကစာအုပ်ကိုဆွဲယူလိုက်လို့ရင်းနဲ့ထိတ်ကနေဖြစ်သွားပြီမဲ့သူကစာအုပ်နောက်ွယ်ကမိကိုရောက်ကြောက်ပြအကျိုးလေးတစ်ခုကိုနှအယူကစာအုပ်ကြားထဲညက်ပေးပြီးရင်ခွင်နဲ့ပြန်ပစ်ပေးလိုက်တယ်ကွန်ပျူတာငါမလို့သူကပြင်းပြင်းတွေပြောတယ်မင်းလူတက်လေးမလို့စာအုပ်ညက်တစ်ခုလက်ဆောင်ပေးလိုက်တာလေသူမျက်စိပြန်မိသွားလို့ကျွန်တော်ကျန်းစာကူကထွက်လာခဲ့တယ်လူသူကင်းမဲ့တဲ့လမ်းလေးရောက်မှစာအုပ်ကိုလှမ်းကြည့်လိုက်တော့အဲ့ဒါကကြောက်ပြမဟုတ်ပဲအလုံးပါလာတဲ့တတုပြတစ်ခုဖြစ်နေတယ်မျက်နှာပြင်ပေါ်မှာအလုံးသိငယ်တဲ့လိုင်းကြောင်းတွေရှိနေပေမဲ့ကျွန်တော်မသိဘူးဒါပေမဲ့ရင်ဘတ်ထဲကရေမုတ်ခွက်ကအတန်မထွက်ပဲတုံခါသွားတယ်အဲ့ဒါကရေငက်လို့တုံတာမဟုတ်ပဲဆွေမျိုးအရင်ချာနဲ့ပြန်ဆုံရတယ်လို့မျိုးတုံခါတာပါကျွန်တော်ပင်ချီဝင်းကိုပြန်ရောက်တော့ဝူဟန်ကမျက်လုံးမိတ်ထားဆဲပင်စာအုပ်ကိုစာပွဲပေါ်တင်လိုက်ရုံရှိသေးသူကမိုးတင်ရေးစင်ပုံဝါဖုံမှုပြီးတော့ဘာယူလာသေးလဲလို့လှမ်းမေးတယ်ကျွန်တော်စီရင်ဘယ်လိုသိလာလဲလို့အံ့ဩသွားမိတယ်သူကမျက်လုံးမဖွင့်ပဲမင်းကျန်းစာကူကပြန်လာတော့မင်းနဲ့တွေတကူလုံးနဲ့နေတာပဲစာအုပ်သုံးအုပ်လေးနောက်တစ်အုပ်ကဘာလဲလို့မေးတယ်ကျွန်တော်ခိတ္တတွေဝေပြီးမှတောက်လောင်မီးရှန်ချီဆူဆောင်ခြင်းအခြေခံကျင့်စဉ်ပါလို့ပြောလိုက်တယ်ဝူဟန်မျက်လုံးဖွင့်ကထထိုင်ပြီးကျွန်တော်ကိုကြည့်တယ်ကောင်လေးတောက်လောင်မီးရှန်ကမင်းတွေ့လာတယ်ကျွန်တော်ရင်ထဲလှုပ်ရှားသွားပြီးမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ရွေးတာပါလို့မြင်လိုက်တော့ဝူဟန်ကမျက်လုံးကိုမှေးစင်းပြီးစမ်းမျက်မမြင်ကြီးမင်းကိုပေးလိုက်တာမလားလို့ဆိုတယ်ကျွန်တော်ဘာမှပြန်မပြောနိုင်ခင်သူကစိုက်ကြည့်နေပြီးမှရုတ်တရက်ရေမောကစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောပြီးတစ်ဖက်လက်ကပြန်လဲသွားတယ်အရက်ပူတီကိုပြန်ပွေးပိုင်ရင်မင်းကတော့လေမျက်နှာပြောင်ပြောင်နဲ့ကန်ကောင်းတဲ့ကောင်ပဲလို့ရေရွတ်တယ်စီရင်ကစမ်းစီရင်ကိုတိတာလားလို့မေးတော့မသိဘူးဝူဟန်ကမျက်လုံးမိလျက်ပင်ပြောတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း50ကလည်းတောက်လောင်မီးရှန်ကိုငှားခဲ့တဲ့လူတယောက်ရှိခဲ့ဘူးတယ်ဘယ်သူလဲလို့မေးတော့မရှိတော့ဘူးတပည့်ဘာလဲခင်ဗျာလို့ထပ်မေးရဝူဟန်ကအဲ့ဒီတောက်လောင်မီးရှန်ကိုငှားခဲ့တဲ့လူကလွန်ခဲ့တဲ့နှစ်ပေါင်း50ကလေးကကွယ်လွန်သွားပြီးစမ်းမျက်မမြင်ကြီးရဲ့မျက်စိကလည်းအဲ့ဒီတုန်းကကွယ်သွားတာပဲလို့ပြောတယ်သူဆက်မပြောတော့လို့ကျွန်တော်ထိုးတက်တူပြလေးကိုအင်ဂျီရဲ့အလုံးကြုံဆုံးအလွှာထဲမှာဝတ်ထားလိုက်တယ်ထိုညကကျွန်တော်မိုးတရေစင်ကျင့်စဉ်ကိုတလုံးချင်းတေချာဖတ်ခဲ့တယ်မနက်လင်းအားကြီး3ချက်တီချိန်မှာပထမဆုံးပုံစံအတိုင်းစတင်ကျင့်ကြံရလောကအပြင်ဘက်ကရေတက်ဝိညာဉ်ကြီးတွေကကျွန်တော်ရဲ့တန်တန်လေးကိုပထမဆုံးအကြိမ်တရဝင်ရောက်လာခဲ့တယ်နှစ်ပေါင်း20နှစ်တိုင်တိုင်6တွေ့နေခဲ့တဲ့ရင်းမြုပ်တစ်ခုကပထမဆုံးအကြိမ်ရင်းနဲ့ထိတွေ့လိုက်ရတယ်လို့မျိုးပဲကျွန်တော်တကူလုံးတုံ့ပြန်နေပြီးရေမုတ်ခွက်ကအင်ဂျီကိုလောင်ကျွမ်းတော့မတက်ပူပြင်းလာတဲ့မနက်3:45မိနစ်မှာကျွန်တော်ရဲ့ချီဆူဆောင်ခြင်းအဆင့်2ကပြည့်စုံချင်းတို့ရောက်သွားပြီးအဆင့်3ရောက်ဖို့တလန်းပဲလိုတော့တယ်ကျွန်တော်ထိုတလန်းကိုအတင်းထိန်ချုပ်ထားပြီးအဆင့်မတက်စေဖို့တားဆီးလိုက်တဲ့အကယ်၍ချီဆူဆောင်ခြင်းအဆင့်3ကိုအတင်းတက်လိုက်ရင်ဝူဟန်တီးသွားလိမ့်မယ်ဆွရှောင်းလူတီးသွားလိမ့်မယ်တာဝန်ပေးဆောင်ကတီးသွားလိမ့်မယ်ဖြစ်တယ်လို့ရှောင်းချင်းမိလည်းတီးသွားလိမ့်မယ်ကျွန်တော်နှိမ့်ရမယ်ရေရင်းတွင်းလို့ဖြည်းဖြည်းချင်းတည်ငြိမ်နေရမယ်နောက်တစ်နေ့နက်နက်မောရှိချိန်မှာတာဝန်ပေးဆောင်ကိုတွားခဲ့တယ်အရှိဆုံးတန်းမှာချီဆူဆောင်ခြင်းအဆင့်3နဲ့အဆင့်လေးရှိတဲ့အပြင်စီတပည့်ဟောင်းကြီးတွေကပေါ်ပါတဲ့အလုပ်တွေကိုလူယူနေကြတယ်ကျွန်တော်မလောပဲစက်ထမမြောက်တစ်သားဆိုင်ပုတ်စီလျှောက်သွားခဲ့တယ်ထိုနေရာမှာကတ်ထားသမျှအလုပ်တွေကဘယ်သူမှမလိုချင်ကြတဲ့ညစ်ပတ်ပေတဲ့အလုပ်တွေကြီးပဲစေးဖို့ကူဟောင်းများကိုစေးကြောချင်းကတရက်ကိုကွန်ပျူတာ30နောက်တောင်ပဲရှိမေလာကန်ကိုဆယ်ယူချင်းကတရက်ကိုကွန်ပျူတာ15စေးဥယျာဉ်ရင်းနှုတ်မြောင်းကိုစောက်ချက်ချင်းကတရက်ကိုကွန်ပျူတာ10ပါကျွန်တော်ထိုတာဝန်စာရွက်3ရက်စလုံးကိုယူလိုက်တယ်တာဝန်ပေးဆောင်ကတာဝန်ခံမြောင်ကတော့ချီဆူဆောင်ခြင်းအဆင့်5ရှိသူဖြစ်တယ်သူကအစပိုင်းမှာကြောင်းသွားပြီးမှတဟာဟာရေမောလိုက်တဲ့ကျန်းရံမင်းဒီ3ခုစလုံးကိုယူမလို့လားလို့မေးတော့ဟုတ်ကဲ့ပါလို့ဖြေလိုက်ရမြောင်တာဝန်ခံကစာရွက်ကိုလက်ညှိုးနဲ့ပုတ်ပြီးဒီ3ခုပေါင်းရင်တရက်ကို33မက်တလားဆိုရင်ကွန်ပျူတာ1000ပဲနေတာတော့မဟုတ်ဘူးလို့ဆိုတယ်ကျွန်တော်ကဟုတ်ကဲ့ပါလို့ပြောတော့သူကစာရွက်ကိုထပ်ပုတ်ပြီးဒါပေမဲ့ဒါကိုဘာလို့ဘယ်သူမှမယူကြလဲဆိုတာမင်းသိလားလို့မေးတယ်သိပါတယ်လို့ဖြေလိုက်ရမြောင်တာဝန်ခံရဲ့အပြုံးကပူကျလာပြီးစေးဖို့ကူဟောင်းတွေကိုတလမှာ36ခုစေးရတယ်ဖို့တစ်ခုထဲမှာကြံနေတဲ့စေးစိတ်တွေကနွားတစ်ကောင်ကိုတော့ပေါက်သွားစေနိုင်တယ်မိလာကန်ထဲမှာဘာရှိလဲမင်းတီလာလွန်ခဲ့တဲ့အနှစ်30ကအထဲမှာတည်ဆုံသွားတဲ့ဝိညာဉ်သားရဲတွေရဲ့အယိုးစုတွေအခုထိပုတ်ပွားနေတော့မဲ့စေးဥယျာဉ်ရင်းနှုံမြောင်းကိုဘာလို့စောင့်ရလဲတီလာအဲ့ဒီထဲကပိုးကောင်တွေတိုက်ခံရရင်3ရက်တိုင်တိုင်အိယာကမထနိုင်ဘူးလို့ရှင်းပြတယ်တပိတ်တိပါတယ်လို့ပြောတော့မြောင်တာဝန်ခံကကျွန်တော်ကိုစိုက်ကြည့်ရင်ရေထမ်းတဲ့ကောင်တွေရဲ့ကန်ကြမာကတော့ပြောင်းလဲလို့မရပါလားလို့တပြင်းချကတစိတ်3ခုထူပေးပြီးအားလုံးမင်းကိုပေးလိုက်ပြီလို့ဆိုတယ်ကျွန်တော်တာဝန်စာရွက်ကိုယူပြီးလှည့်ထွက်မဲ့အချိန်မှာသူကကျန်းရရှောင်းစီရင်ကမှထားတယ်မင်းရဲ့တာဝန်တွေကိုငါကပုံမှန်တိုင်းပဲပေးရမယ်ဒါပေမဲ့မင်းတနာသိမရှာရင်ပိုကောင်းလိမ့်မယ်လို့တတိပေးတယ်တပည့်နားလဲပါပြီလို့ပြောပြီးထွက်လာခဲ့တယ်ပထမဆုံးနေ့မှာစေးဖို့ကူဟောင်း36ခုရှိစေးမုတ်အကျွင်းကြံတွေစေးဖက်တွေနဲ့စေးရည်အညစ်အကြေးတွေအားလုံးကိုကျွန်တော်စေးကြောရတယ်ကျွန်တော်ပါစက်ထဲမှာရေမုတ်ခွက်ကိုငုံထားပြီးဖိုးတစ်ခုကိုစေးတိုင်းရေမုတ်ခွက်ကအစိမ့်ငွေ့တတော်ကိုစုပ်ယူတယ်မိုးတဲ့ချိန်မှာကျွန်တော်အစိမ့်ငွေ့ကြောင့်အော့အန်ဂျင်စိတ်ပေါက်လာပြီးမဲ့ရေမုတ်ခွက်ထဲကအေးမြတဲ့ခန်းစားချက်ကပိုပြီးပြင်းထန်လာခဲ့တယ်ဒုတိယနေ့မှာမေးလာကန်ဖြစ်ပြီးရေတုကမင်းရီလိုမင်းမောင်နေတယ်ကျွန်တော်ရေမုတ်ခွက်ကိုအရင်ဆုံးနှလိုက်တော့ကန်ရည်ပင်တစ်ခုလုံးဂုတ်ထုမြည်ပြီးပူပေါင်းတွေထလာလို့ချက်ချင်းပြန်ဆွဲတင်လိုက်တယ်ရေမုတ်ခွက်ထဲမှာမင်းညစ်တဲ့ရေတစ်စက်ခွက်ရှိနေပြီးအဲ့ဒါ
ကကျင့်ကြံသူရဲ့ဝိညာဉ်အကျွင်းကြံတွေနဲ့ရစ်ပတ်နေတာဖြစ်တယ်လွန်ခဲ့တဲ့အနှစ်30ကချီးဆူဆောင်ခြင်းအဆင့်အထုပ်ထိပ်ရှိသူတူဒီကန်ထဲမှာတည်ဆုံးခဲ့မှုကြောင့်ကျွန်တော်မှတ်သားထားလိုက်တယ်ကန်ထဲဆင်းပြီးနောက်တန်ကော်ပြားကမာကျောတဲ့အရာတစ်ခုနဲ့တိုင်းပြီးလို့ကြည့်လိုက်ရာအယိုးစုတစ်ခုမှာဆွတ်ထားတဲ့ကြောက်စိမ့်လက်ကောက်တစ်ခုဖြစ်နေတယ်လက်ကောက်ပေါ်မှာအလွန်သေးငယ်တဲ့ဓာတ်ရတစ်ခုရှိနေလို့ကျွန်တော်ထိုလက်ကောက်နဲ့အယိုးစုကိုကန်အောက်ခြေမှာပြန်မြုပ်နေပေးခဲ့ပြီးဘယ်သူမှမပြောခဲ့ဘူးတတိယနေ့မှာစေဦးရင်ရေနှုတ်မြောင်းဖြစ်ပြီးမြောင်းထဲမှာအခုံမဲပြီးအဖူးနေတဲ့ပိုးကောင်ငယ်လေးတွေရှိနေတယ်ဒီပိုးကောင်ကိုက်ခံရရင်3ရက်တိုင်အိယာကမထနိုင်ကြောင်းဆုံးရှောင်လို့ပြောဘူးတယ်ဒါပေမဲ့ကျွန်တော်ရေမုတ်ခွက်နဲ့စမ်းတက်ကြည့်တဲ့အခါအဲ့ဒါကတာမန်စိတ်မဟုတ်ပဲဝိညာဉ်ပင်တွေစိုက်ပျိုးတဲ့ရေကထွက်လာတဲ့ဝိညာဉ်ကြောလှုပ်ဆော်ရေးဖြစ်နေမှသိလိုက်ရတယ်အဲ့ဒါကဝိညာဉ်ကြီးတွေကိုခိတ္တမြကမောက်ကမဖြစ်စေပေမဲ့ပြီးရင်တော့ဝိညာဉ်ကြီးတွေကိုပုံမြန်မြန်စီးဆင်းစေတယ်ကျွန်တော်ရေမုတ်ခွက်နဲ့ထိုးအရေးကြည့်လော်ကိုတို့ယူလိုက်တော့ရေမုတ်ခွက်ထဲကဝိညာဉ်ရဲ့လင်းမော်ရောင်ကချက်ချင်းပဲလက်တစစ်ခံတိုးပွားလာခဲ့တယ်တသမမြောင်းနေ့မှာကျွန်တော်တာဝန်ပြီးဆုံးကြောင်းသတင်းပို့ဖို့ပြန်လာခဲ့တဲ့မြောင်းတာဝန်ခံကကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေပြောင်းလဲသွားခဲ့ပြီးချီဆူဆောင်ခြင်းအဆင့်နှစ်တာရှိတဲ့အလုပ်ကျန်းသမားတဦးက10ရက်ဆက်တိုက်အညစ်ပတ်ဆုံးတာဝန်3ခုကိုထမ်းဆောင်ခဲ့ပေမဲ့ဖျားနာတာမရှိဒဏ်ရာမရထွက်မပြေးတာကရေထမ်းသမားရဲ့ကံကြမ္မာမျိုးမဟုတ်တော့ဘူးမြောင်းတာဝန်ခံကဘာမှမပြောဘဲကွန်ပျူတာတွေကိုကျွန်တော်ကြတောက်စိမ်းပြားနဲ့လွှဲပေးလိုက်တဲ့ကွန်ပျူတာ330ရုပ်တရက်ပင်ကျွန်တော်အတွင်းအားတွေပောက်ကွဲထွက်သွားပြီးချီဆူဆောင်ခြင်းအဆင့်3ကိုချိုးဖျက်ဝင်ရောက်သွားခဲ့တဲ့ယခုတစ်ချိန်ကအရင်တစ်ချိန်ထပ်ပိုပြီးတည်ငြိမ်လာတဲ့အကြောင်းကတော့ဒီလမ်းကြောင်းကိုကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးကိုယ်တိုင်ပုံဖော်ခဲ့လို့ပဲကျွန်တော်တညလုံးတင်းပြက်လင်းခွေထိုင်ပြီးထိုးအဆင့်တန်းကိုအယိုးလေးထိစိတ်ဝင်အောင်လှုပ်ဆောင်ခဲ့တဲ့မိုးလင်းတဲ့အခါအပြင်လူတွေကြည့်ရင်ကျွန်တော်ကချီဆူဆောင်ခြင်းအဆင့်နှစ်တာရှိနေသေးပေမဲ့ကျွန်တော်ဟာထိုရေထမ်းရုံပဲတက်တဲ့ရေထမ်းသမားမဟုတ်တော့မှန်ကိုယ်တိုင်ကောင်းကောင်းသိတယ်အပြင်စီးကိုရောက်ပြီး10နှစ်ရက်မြောက်နေ့မှာဆွန်းရှောင်လူကစတင်တက်ပြင်းချတော့တယ်သူကရေတွင်းတစ်ပေးမှာစောင်းကြောက်ထိုင်ပြီးခြေထောက်စေရင်တံပြားလေးနဲ့ရေတွင်းပေါင်ကိုချစ်နေတယ်စီရင်ကျွန်တော်ချီဆူဆောင်ခြင်းအဆင့်တစ်ပြည့်စုံတာအခုဆိုအချိန်ခွဲရှိပြီဗျာလို့သူကအစအနာမရှိစကားဆလာတယ်ကျွန်တော်ကအမိုးအောက်မှာထင်းခုတ်ရင်းနားထောင်နေမိတယ်အင်းလို့ပြောတော့အခန်းထဲမှာလှည့်နေတဲ့ဝူဟန်ကပြတင်းပေါက်ကနေရှောင်းလူမင်းကဝိညာဉ်ကြီးမလုံလောက်လို့အစစ်မတက်နိုင်တာလို့ဖြစ်ပြောတယ်ဝိညာဉ်ကြီးမလုံလောက်မှန်းကျွန်တော်သိတာပေါ့လို့ဆွန်းရှောင်လူကရုတ်တရက်အော်ဟစ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လစဉ်ထောက်ပံ့ကြီးက30ပဲရှိတာကြင်ကြံရေးခန်းကားကတရက်ကို9မှတ်ကျွန်တော်မှထမင်းစားဖို့တော့မလောက်ဘူးဝိညာဉ်ကြီးကိုဘဲကသွားယူရမှာလဲတဲ့ဝူဟန်ကတာဝန်ပေးဆောင်ကိုသွားလေလို့ဆိုတော့တာဝန်ပေးဆောင်ကအလုပ်တွေကိုကျွန်တော်မလုပ်နိုင်ဘူးကျွန်တော်ကအစစ်တပဲရှိသေးတာစီရင်ကျန်းလုပ်တဲ့အလုပ်မျိုးမှမဟုတ်ရင်ပေါ့လို့ပြောတယ်ဒါဆိုရင်လည်းမင်းသွားလုပ်လေလို့ဝူဟန်ကထပ်ပြောတော့ကျွန်တော်မလုပ်နိုင်ဘူးဗျာမေလာကန်နဲ့စင်းတာနဲ့တဝက်တင်အော့အန်နေပြီလို့ရှောင်းလူကညီးသွားတယ်ဝူဟန်ကဒါဆိုရင်လည်းအစစ်မတက်နဲ့တော့စောင့်ဖို့လို့ဆိုရဆိုရှောင်းလူကမျက်နှာကိုတုပ်ပြီးကျွန်တော်မစောင့်ချင်ဘူးစီရင်မင်းတောင်နှစ်ပေါင်း30စောင့်ခဲ့တာပဲမဟုတ်လားလို့ပြောလိုက်တယ်အခန်းထဲမှာခိတ္တမြတိတ်ဆိတ်သွားတယ်ဆိုရှောင်းလူလည်းသူစကားမသွားမှန်းသိလို့ရေတွင်းပေါင်ပေါ်မှာမှောက်လျက်သားဖြစ်သွားတယ်ကျွန်တော်ထင်းတွေကိုစီဗီပြဒီနောက်အခန်းထဲဝင်ကရေတမုတ်ခတ်လိုက်တယ်ရေထဲမှာအလုံးကျော်တော့တဲ့ဖန်တီးခြင်းဝိညာဉ်ရေးတလွားကိုထည့်လိုက်ရအပြင်ကကြည့်ရင်ရေပေါ်ရှိအရေးရောင်မြတာထင်ရတယ်ကျွန်တော်ရေခွက်ကိုကင်ပြီးဆွရှောင်းလူရှိမှစောင်းကြောက်ထိုင်လိုက်ကတောက်လိုက်လို့ဆိုလိုက်တယ်ဆွရှောင်းလူကောင်းမော်လာပြီးပြလို့မေးတော့ဝိညာဉ်စမ်းရေးပဲနေလေကနောက်တောင်ဘက်ကနေသွားခတ်လာတာလို့ပြောလိုက်တယ်စီရင်မင်းကဟီးလို့ရေပြီးဆွရှောင်းလူကရေခွက်ကိုယူကာခိတ္တတွေဝေပြီးမျက်လုံးမိတ်လို့မောတောက်လိုက်တယ်သူနှပုတ်ခန်းကိုတက်ရင်စီရင်ဒီရေကနည်းနည်းချိုတယ်ပြလို့ဆိုတဲ့ဝိညာဉ်စမ်းရည်တွေကချိုတာပဲလို့ပြောတော့သူဘာမှမတင်ကမှဖြစ်ပဲခိတ္တမြထိုင်နေပြီးမှရုတ်တရက်အားလို့အော်ကာထခုံနေစီရင်ကျွန်တော်ခံစားရတယ်တဲ့သူကချက်ချင်းပဲရေရင်းနှစ်ပေးမှာတင်းပြက်လင်းခွေထိုင်ပြီးအသက်ရှူမှုကိုတင်းငြိမ်အောင်လုပ်လိုက်တဲ့ဆွန်းရှောင်းလို့အဆင့်တက်ဖို့ပြင်းနေချိန်မှာဝူဟန်ကအပြင်ကိုထွက်မလာခဲ့ဘူးဒါပေမဲ့သူရဲ့အခန်းထဲကအသက်ရှူတန်ကညီညာယာကနေအလွန်ညင်တာပြီးဖိနှိပ်ထားတဲ့အတန်ကိုပြောင်းသွားတာကိုကျွန်တော်အတိုင်းသားကြားနေရတဲ့ဆွန်းရှောင်းလူရဲ့မျက်ဝန်းတွေညီမြန်းလာပြီးစီရင်မင်းမသိပါဘူးကျွန်တော်အိမ်မှာမောင်နှမ9ယောက်ရှိတာကျွန်တော်ကြင်ကြံလို့အောင်မြင်မဲ့ရက်ကိုစောင့်နေကြတာအကယ်၍ကျွန်တော်ကချီဆူဆောင်ခြင်းအဆင့်တမှာပဲအမြဲပိတ်မိနေမယ်ဆိုရင်လို့ပြောရှာတယ်ရှောင်းလူလို့ခေါ်ပြီးကျွန်တော်စောင့်ကြောက်ထိုင်ချကသူ့နဲ့မျက်လုံးချင်းဆောင်လိုက်တယ်ငါမင်းကိုတစ်ချိန်ကူညီပြီးနောက်ဆိုရင်မင်းငါကိုတစ်ခုပြန်ကူညီရမယ်လို့ပြောတော့ဆွန်းရှောင်းလူကမျက်ရည်တွေကိုတုံရင်းစီရင်ပြောယုံတာဗျတော့ဘာလို့ဆိုတဲ့ချင်းချုံဝင်းတွေကကိစ္စတွေအပြင်စီးတပည့်တွေကြားကကိစ္စတွေတာဝန်ပေးဆောင်ကကိစ္စတွေမင်းကြားတာမြင်တာဒါမှမဟုတ်ရိပ်မိတာမှန်တယ်များကိုတရက်တစ်ခါငါ့ကိုပြန်ပြောပြပါလို့ဆိုလိုက်တဲ့ဆွန်းရှောင်းလူကြောင့်သွားပြီးဒါပဲလားခင်ဗျားလို့မေးတော့ဒါပဲလို့ဖြေလိုက်ရဆွန်းရှောင်းလူရဲ့မျက်လုံးတွေပြည့်ကျသွားပြီးစီရင်ဒါကကျွန်တော်နေတိုင်းလုပ်နေကြအလုပ်ပဲဥစ္စာမင်းကျွန်တော်ကိုအသက်မကယ်ရင်တော့ကျွန်တော်လုပ်ပြီးမှပါတဲ့ဒါဆိုရင်နောက်ပိုင်းပို့ပြီးတေချာလုပ်ပြီးပေါ့လို့ပြောတော့ဟုတ်ကဲ့စိတ်ချပါဗျာလို့သူကဥညွတ်ပြီးထွက်ပြေးသွားတော့တယ်ညဘက်မှာဝူဟန်ကကတင်ကောင်းရင်မှမိပြီးအရက်ဘူးတီကိုမော်ရင်ကျွန်တော်ကိုကောင်းလေးဒီနာလာထိုင်ဦးလို့လှမ်းခေါ်တယ်ကျွန်တော်ကလတ်ထိုင်ကိုဆွဲပြီးသူ့ကတင်ပေးမှထိုင်လိုက်တယ်ဝူဟန်ကအရက်တမုံတောက်ပြီးအဲ့ဒီရေတစုံငါမမေးတော့ပါဘူးအဲ့ဒီရေထဲမှာတကူကူပါမှန်းလဲငါမမေးတော့ဘူးလို့ဖြည်းဖြည်းချင်းပြောတယ်ဝူဟန်ကကျွန်တော်ကိုခိတ္တမြစိုက်ကြည့်နေပြီးအတင်းကျပ်မမေးတော့ပဲစကားလမ်းကြောင်းလွှဲလိုက်တယ်ရှောင်းလို့ဆိုတဲ့ကောင်ကစကားမြအားတဲ့ကောင်ပဲသတင်းပေးဖြစ်တော့သူကတကယ်ကိုကောင်းတဲ့သတင်းပေးပဲချင်းချုံဝင်အပြင်စီတစ်ခုလုံးရဲ့အတင်းဖြစ်တွေကသူ့ပိုက်ထဲမှာအကုန်ရှိတယ်ဒါပေမဲ့မင်းကအဲ့ဒီလိုလူမျိုးကိုအကူအညီတောင်းချင်ရင်သူမင်းစီကဘာကြိုးမြတ်ရလဲဆိုတာကိုသူ့ကိုသိအောင်လုပ်ရမယ်မင်းဒီနေ့သူ့ကိုရေတဝက်ပေးလိုက်တာကိုသူတစ်သက်လုံးမှတ်ထားလိမ့်မယ်ဒါပေမဲ့3လကြာလို့မင်းသူစီကသတင်းတွေဆက်လို့ချင်းသေးရင်မင်းသူ့ကိုနောက်ထပ်ဒုတိယတစ်စုံထပ်ပေးရလိမ့်မယ်လို့တွန်းတင်တယ်ကျွန်တော်ကောင်းကြီးကတပည့်နားလဲပါပြီလို့ဖြေလိုက်တယ်ဝူဟန်ကအရက်တမုံထပ်တောက်ပြီးကောင်းလေးဒီခိုင်းထဲမှာတော့ကိုယ့်ရည်ချင်းကိုဖုံးကွယ်ထားတဲ့သူကအသက်မရှိဘူးလို့ဆိုတာကောင်းဆောင်ပြီးကျွန်တော်ကိုကြည့်တယ်ထုံးမင်းစီထားတဲ့မျက်လုံးကစီမီအောက်မှာရေတွင်းတွင်းလို့နှက်မောင်နေတယ်ဒါပေမဲ့ထင်ပေါ်လုံးနဲ့သူကတော့ပို့ပြီးတော့မြင်းမြန်းတိတ်တက်သေးတယ်ကျွန်တော်ရင်နဲ့ဒိန်းကနေဖြစ်သွားတဲ့ဝူဟန်ကအရက်ဘူးတီကိုကရင်ကောင်းရင်မှပြန်ထားပြီးဖြည်းဖြည်းချင်းလှဲချလိုက်တဲ့အတန်ကြာမှသူကလွန်ခဲ့တဲ့နှစ်ပေါင်း90ကတောက်လောက်မီးရှန်ကိုငှားသွားတဲ့လူကလည်းမင်းလိုပဲရေထမ်းသမားတစ်ယောက်ပဲလို့စကားထပ်ဆိုတယ်ကျွန်တော်ရင်ဘက်ထဲရှိရေမုတ်ခွက်ကအတန်မထွက်ပဲတုံခါသွားပြန်တယ်ဝူဟန်ကဆက်မပြောတော့ပဲနေရံဘက်လက်ကအိပ်ပျော်သွားပြီးဟောက်တန်ကချက်ချင်းထွက်လာတဲ့အဲ့ဒါကအိပ်ပျော်နေတဲ့အသက်ရှူတန်မျိုးမဟုတ်ပဲဟူတော့အတန်မျိုးဖြစ်တယ်ကျွန်တော်ကလတ်ထိုင်ပေါ်မှာထိုင်ရင်းဆန်ရန်ချိုးပေးခဲ့တဲ့တက်တူပြားလေးကိုထုတ်ယူလိုက်တယ်စီမီအောက်မှာတက်တူပြားပေါ်၌အလွန်သေးငယ်တဲ့လိုင်းကြောင်းတွေထင်ဟပ်လာတဲ့ဒီလိုင်းကြောင်းတွေကိုအရင်ကကျွန်တော်မသိခဲ့ပေမဲ့ယနေ့မီလာကန်အောက်ခြေရှိကြောက်စိမ့်လက်ကောက်ပေါ်မှာဓားရထဲမှာပြင်းတဲ့ထက်တူထမ်းမြတူညီတဲ့လိုင်းကြောင်းကိုတစ်ကြိမ်မြင်တွေ့ခဲ့ရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကရေထမ်းသမားတအူးဟာတောက်တောင်မီးရှန်ကြီးစုဆောင်ခြင်းအခြေခံကျင့်စဉ်ကိုငှားရမ်းသွားခဲ့ပြီးနောက်ပိုင်းမှာထိုးတူကွယ်လွန်သွားခဲ့တဲ့စမ်းမြတ်မမြင်ကြီးရဲ့မျက်စိကလည်းထိုနှစ်မှာကွယ်ခဲ့တာဖြစ်တဲ့ဝူဟန်ဒီလည်းလွန်ခဲ့တဲ့အနှစ်30ကဝိညာဉ်ကြောတွေဖျက်ဆီးခံရပြီးအပြင်စီးကိုပို့ဆောင်ခြင်းခံခဲ့ရတယ်။ရင်းတို့ကြားမှာတခုခုရှိနေရမယ်ကျွန်တော်တက်တူပြကိုအင်ဂျီရဲ့အလုံးစုံဆုံးအလွှာထဲပြန်ဝက်ပြီးရေမုတ်ခွက်နဲ့ကတ်ထားလိုက်တဲ့ထိုအရာနှစ်ခုထိတွေ့သွားတဲ့အခါအတန်မထွက်တော့လဲရေစီးကြောင်းတစ်ခုအပြန်လန်အတိမတ်ပြုလိုက်တဲ့လိုမျိုးအရာတစ်ခုကတိတ်တဆိတ်ရစ်ပတ်သွားခဲ့တဲ့ချင်းချုံဝင်းရဲ့အပြင်ဘက်မှာရွှန်စီကိုင်းတစ်ခုလုံးအိမ်မော်ကျနေပြီဖြစ်ပေမဲ့ဓာတ်စီကံကတော့
နိုးကြားနေစေပင်ဒင်းကိုယခုခါရှောင်းချင်းမိအသစ်စေလွတ်လိုက်တဲ့ချီစုဆောင်ခြင်းအဆင့်6ရှိတဲ့တာဝန်ခံကျိုးကစီမံခန့်ခွဲနေတဲ့စွန်းရှောင်းလူကယနေ့ညကျွန်တော်ကိုစီရင်တာဝန်ခံကျိုးကနေတိုင်းရေဆိုးတွေကိုစစ်ဆေးဖို့လူလွတ်နေတယ်ဗျာတရက်ကို3ချိန်တောင်စစ်တာလို့ပြောပြခဲ့တယ်ကျွန်တော်ရေမုတ်ခွက်ကိုလက်ပွားပေါ်မှာတင်ထားလိုက်တယ်သူကအလွန်တိတ်ဆိတ်နေပေမဲ့ယနေ့မနက်ဖြန်တံပတ်ခါနေ့ရက်တိုင်းမှာသူဒီဤလောကရှိညီသူမဆိုထက်မှကပုံမူပြီးစိတ်ရှိတီးခံစွာနဲ့တိတ်တဆိတ်ဆောင်ဆိုင်နေမှန်းကျွန်တော်တည်တဲ့အပြင်စည်းကိုရောက်ပြီး21ရက်မြောက်နေ့မှာကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ခိုင်းပြင်ဘက်ကိုမဖြစ်မနေထွက်ရမယ်အကြောင်းပြချက်3ခုရှိတယ်ပထမအချက်ကကျွန်တော်ဒီချီစုဆောင်ခြင်းအဆင့်3တို့ရောက်ရှိနေပြီဖြစ်လို့နောက်ထပ်အချိန်ခွဲကြာရင်ချီစုဆောင်ခြင်းအဆင့်4တို့ရောက်ရှိသွားနိုင်တယ်အပြင်စည်းတစ်ပည့်တွေဤအမြင့်ဆုံးကျင့်ကြံခြင်းအဆင့်ကအဆင့်3တာဖြစ်တယ်အဆင့်4တို့ချုပ်ဖြတ်ဝင်ရောက်သွားပါကနောက်လာမှာအတွင်းစည်းအရေးချင်းစစ်ဆောင်မှုဝဲတို့အတင်းအကျပ်တွန်းပို့ခံရလိမ့်မယ်ကျွန်တော်တို့အင်းစီကိုမဝင်နိုင်မှာထိုနေရာမှာရှောင်ချင်းမရှိသလိုစုဟန်ရီရဲ့ပုံမူနီးကတဲ့စောင့်ကြည့်မှုတွေလည်းရှိနေတယ်ဒုတိယအချက်ကတာဝန်ခံကျိုးကရေဆိုးကိုတရက်3ချိန်စစ်ဆေးနေခြင်းကဓာတ်စိတ်ကံကိုစီမံနေခြင်းမဟုတ်ပဲဝိညာဉ်ကြီးတွေနောက်တစ်ချိန်ရောနေသွားမဲ့အချိန်ကိုစောင့်ဆိုင်နေခြင်းဖြစ်တယ်ကြောက်ကြုတ်ပြီးရှာမတွေ့ခဲ့တဲ့ဟာကွက်ကိုသူကရှာဖွေခြင်းနေတာတတိယအချက်ကကျွန်တော်အတွက်တန်ရီကြိုကျင့်စဉ်စာအုပ်တအုပ်လိုအပ်နေတယ်အင်းကအပြင်စီကျန်းစာကူရဲ့ပထမလွှာမှမရှိတာဝန်ပေးဆောင်မှမရှိသလိုကိုဒီကအပြင်စီတစ်ပည့်တွေအတွက်ဖွင့်လှစ်ပေးထားတဲ့လမ်းကြောင်းတွေမှာလည်းမရှိဘူးဒီကိစ္စကိုကျွန်တော်3ရက်တိုင်အောက်ရထားခဲ့ပြီးတတိယမြောက်နေ့ညနေဆောင်မှာကျန်းစာကူတို့နောက်တစ်ချိန်သွားခဲ့တဲ့စာအုပ်အသစ်မငါပဲမိုးတိတ်ရေစင်ကျင့်စဉ်နဲ့မှုံဝါဖုံမှုမတန်းကိုသာပြန်အပ်ခဲ့တဲ့ဆိုင်းရန်ချိုးကကြောက်တကားဝါမှာမျက်စိတစ်ဖက်ကိုမေ့စီလျက်ထိုင်နေသေးပင်ကျွန်တော်စာအုပ်ကိုကမ်းပေးစဉ်လက်ကိုချက်ချင်းမလွတ်ပဲစမ်းစီရင်တပြည့်မှာမေးမြန်းစရာတစ်ခုရှိလို့ပါတပြည့်မကြသေးမီကကြင်ကြံရတွင်ဝိညာဉ်ကြီးများအပြင်သို့ရိုးစိတ်နေတဲ့ဖြစ်လို့ဆိုလိုက်တဲ့အဖိုးကြီးရဲ့မျက်စိတစ်ဖက်ကမလုံးမရှက်ရှိနေသေးပင်တန်ရီကြိုကျင့်စဉ်ကဲ့သို့သောနီလန်းစာအုပ်ကိုရှာခြင်းလို့ပါလို့ထပ်ပြောတော့သူကမျက်စိကိုဖြည်းဖြည်းချင်းတစ်ချက်မိတ်ပြီးကျန်းစာကိုပထမလွှာမှာမရှိဘူးလို့ဆိုတယ်မရှိဘူးလို့ကျွန်တော်ကရေးရွတ်တော့တာဝန်ပေးဆောင်မှလည်းမရှိဘူးလို့သူကထပ်ပြောတယ်မရှိဘူးလို့ကျွန်တော်ထပ်ဆိုမိတယ်အဖိုးကြီးကစာအုပ်ကိုဆွဲယူပြီးသူ့နောက်ွယ်ကစာအုပ်စင်ပေါ်ပြန်တင်ကဖြည်းဖြည်းချင်းပြန်ထိုင်လိုက်တဲ့အတန်ကြာမှသူကနီလန်းတော့ရှိတာပေါ့ဒါပေမဲ့အပြင်စီးတစ်ပည့်တွေခိုင်းပြင်ပေါက်ကိုထွက်ချင်ရင်ခွင့်ပြုချက်လျှောက်ရလိမ့်မယ်လို့ပြီးပြင်းပြောတယ်ကျွန်တော်ရင်ထဲလှုပ်ရှားသွားတယ်သူကကျွန်တော်ကိုအပြေပေးနေတာပဲကျွန်တော်ခြေလန်း2လန်းဆုပ်လိုက်ပြီးဦးမြတ်ကတော့ဝပြုကစီရင်ကိုကျေးဇူးတင်ပါတယ်လို့ဆိုလိုက်တဲ့ကျန်းစာကူကထွက်လာစဉ်ကျွန်တော်မျက်လုံးထောင်းကကြည့်လိုက်တော့သူဤခြေဝါအောက်ကအပြာရောင်ကြောက်ပြားပေါ်မှာအလွန်တင်းငယ်တဲ့ရေယာတစ်ခုထပ်တိုးလာတာကိုမြင်လိုက်ရတဲ့ရေယာကတစ်ပတ်လဲသွားပြီးကျွန်တော်မမြင်ဘူးတဲ့လိုင်းကြောင်းတစ်ခုဖြစ်သွားတယ်ကျွန်တော်မသိပေမဲ့ရင်ဘတ်ထဲကရေမုတ်ခွက်ကအတမ်းမထွက်ပဲတုံခါသွားပြန်တယ်လူဟောင်းကြီးတယောက်နဲ့ပြန်ဆောင်ရတယ်လို့မျိုးပဲခိုင်းပြင်ပေါက်ကိုထွက်ခွာမဲ့လှုပ်ထိုးလုံးကြီးတွေကိုကျွန်တော်3ရက်တိုင်လှုပ်ဆောင်ခဲ့ရတယ်ပထမဆုံးနေ့မှာတာဝန်ပေးဆောင်သူသွားခဲ့ပြီးကျွန်တော်3ရက်တိုင်လုပ်ခဲ့ရတယ်ပထမဆုံးနေ့မှာတာဝန်ဆောင်ကိုတွားရောက်စီရင်ခံတော့မန်နေဂျာမြောင်ကကျွန်တော်လက်ထက်ကရွှေရှိမြို့မှာဈေးရဲ့ပစ္စည်းဝယ်ယူမဲ့စီရင်ကိုကြည့်ပြီးကြက်မင်းမင်းဘာတွေတွားဝင်မလို့လဲလို့မေးတယ်ကျွန်တော်စီရင်ကိုတိုးပြလိုက်တော့သူကတစ်ချက်လမ်းကြီးကကြင်ကြံချင်းအစင်းနဲ့ကုန်ကျန်းတွေပဲတန်ရိုင်းပိတာ30အေးတက်တန်ခဲငါးလုံးထင်းရှူကိုင်းတစ်ချင်းပင်လယ်စားတပုံးဟုတ်လားမင်းကကြင်ကြံချင်းအစင်းနဲ့ပဲရှိသေးတာဘာကိုတန့်စင်မှာလဲလို့ဆိုတဲ့တပည့်ကမကြသေးခင်ကမှစစ်ဦးလေးကျိုးစီမှာစေးဖော်နဲ့တင်နေလို့ပါခင်ဗျာစစ်ဦးလေးကျိုးကပြောပါတယ်တပည့်ကရေတက်အာယုံခံနိုင်စွမ်းကောင်းပေမဲ့အရင်ဆုံးစေးတန့်စင်ခြင်းအခြေခံကနေစရမယ်တဲ့မိဖို့ရဲ့ရေငွေထင်းချုံမှုကိုတင်ရမယ်လို့ပြောပါတယ်လို့ကျွန်တော်ကပြန်ပြောလိုက်တဲ့စစ်ဦးလေးကျိုးဆိုတာစေးဖော်ဆောင်ကကျိုးအိုလူဖြစ်တဲ့လွန်ခဲ့တဲ့တစ်ပတ်ကဆွန့်ဆောင်ယူကကျွန်တော်အတွက်စကားပါပေးလို့စေးဖော်ဆောင်ကအပြင်စီတစ်ပည့်ကူညီလုပ်ကင်သူခေါ်တုန်းကကျွန်တော်တွားရောက်ပြီးမိဖို့စေးပေးခဲ့ဘူးလို့မျက်နှာတိဖြစ်နေခဲ့တာထိုနေ့ကကျိုးအိုလူကကျွန်တော်ကိုပြုံးပြုံးလေးနဲ့ကောင်းလေးမင်းစေးတန့်စင်တာတက်တလားလို့မေးတော့ကျွန်တော်ကတပည့်မိတော့ကတာတင်ဖူးပါတယ်လို့ဖြေခဲ့တယ်ကျိုးအိုလူကရေငွေနဲ့မိကိုထင်းချုပ်တာကြည့်ရတာကျိုးချောင်းစီရောသားပဲလို့တခုံးပဲပြောခဲ့တယ်ထိုစကားကိုသူကအတိမမတ်ပေမဲ့ကျွန်တော်ကတော့အတိမထားခဲ့တာမန်နေဂျာမြောင်ကခဏစဉ်းစားပြီးနောက်ဆုံးမှတစ်စိတ်တုံးထုပြလိုက်ပြီး3ရက်အတွင်းပြန်မလာရင်ဂိုင်းကိုတစ္ဆာဖောက်တဲ့တပည့်ဖြစ်ဓာတ်ရိုက်တတ်မှတ်မယ်လို့ဆိုတဲ့တပည့်နားလဲပါပြီးတတိယမြောက်နေ့အယုံတက်ချိန်မှာကျွန်တော်ကချင်းတောင်းဟောင်းကိုကြောပူပြီးဂိုင်းတကားဝါကနေထွက်လာခဲ့တဲ့ချင်းတောင်းထဲမှာကျွန်တော်ကိုယ်တိုင်ဖော်ဆက်ထားတဲ့အစစ်နှိပ်ဒဏ်ရာပျောက်စီးရေးအပလင်း20ပါတယ်အမှန်တော့ဒါကဖန်တီးရှင်ဝိညာဉ်ရေးကိုအစတရားစန့်ကျင်ကြအရေးဖြောထားပြီးတောင်အောက်စင်းမြစ်အချို့နဲ့ရောဆက်ထားတာခါမှာတော့တူလောက်အဟောင်းကိုချိတ်ဆွဲထားပြီးထိုအိတ်ထဲမှာကျွန်တော်စုဆောင်ထားတဲ့အလဲလက်အဆင့်ဖန်တီးရှင်ဝိညာဉ်ရေးအစ20နဲ့အထက်တန်းစားဝိညာဉ်ရေးပလင်းဝက်ခန့်ရှိနေတဲ့ကြီးနီပြားစုပ်ကိုပုံမှန်တိုင်းလေဘေးမှာဆွဲထားစေပဲကျွန်တော်နောက်လက်ပြီးရွှေရှိကိုင်းရဲ့တောင်တကားဝါကိုတစ်ချက်ကြည့်လိုက်မိတယ်နှစ်ပေါင်း20နှစ်တိုင်ကျွန်တော်ဒီတကားဝါကနေအပြင်ကိုတလန်းမှမထွက်ဘူးခဲ့ဘူးရင်ဘတ်ထဲကရေမုတ်ခွက်ကအနှဲငယ်ပူနွေးသွားတယ်ကျွန်တော်ချင်းတောင်းကိုပကုံးပေါ်ပင့်တင်လိုက်ပြီးထွက်ခွာလာခဲ့တော့တယ်ရွှေရှိသေးကဂိုင်းနဲ့မိုင်း60ခန့်ကွာအဝေးတယ်ကျွန်တော်ကမနက်9နာရီမှထွက်လာပြီးမိုးလဲတနာရီခွဲလောက်မှရောက်ခဲ့တယ်လမ်းကြီးတစ်လျှောက်လုံးချီချင်းပဲရှောက်ခဲ့ရပြီးတပြက်မစီးနိုင်တယ်လို့ဝိညာဉ်သားရဲကိုလည်းငှားလို့မရခဲ့ဘူးလမ်းခုလက်မှာရှော့ဖြူပင်ကြီးအောက်၌1မိနစ်2မိနစ်လောက်နားခဲ့တဲ့ရေမုတ်ခွက်ကိုပါဆက်အောက်မှာငုံထားတယ်လို့ခံစားရပြီးသူကတစ်ချက်တုံခါသွားတယ်ရှေ့3မိုင်နောက်3မိုင်မှာဘယ်သူမှမရှိဘူးကျွန်တော်ချင်းတောင်းတဲ့ကဆေးရည်အပူလင်း20ရဲ့အဖုံးတွေကိုတစ်ခုချင်းစီဖွင့်လိုက်ပြီးပြန်ပိတ်လိုက်တယ်ပလင်းတစ်ခုချင်းစီရဲ့ဖျောင်းပိတ်ဆက်ပေါ်မှာလက်ပွေရတစ်ခုစီနှိပ်ထားခဲ့တယ်ဒါကဖောက်တယ်တွေကိုပြဖို့မဟုတ်ပဲကျွန်တော်နောက်ကလိုက်လာနိုင်ခြင်းရှိသူတွေကိုပြဖို့ဖြစ်တယ်ရွှေရှိသေးတဲ့ကိုဝင်တဲ့အချိန်ကျွန်တော်3စက္ကန့်လောက်ပဲနေမောသွားပြီးစတုတ်ထားမြောက်စက္ကန့်မှာမျက်လွှာချကအရှိဘက်အကြဆုံးလမ်းကြားလေးတိုင်းရှောက်လာခဲ့တယ်ကုန်တယ်ကြီးများတင်းစီကျွန်တော်မသွားဘူးကျွန်တော်တို့ချင်းကြံချင်းအစင်းနှမျှတာရှိတဲ့အခြေခံလို့သမားတစ်ယောက်ဟာပစ္စည်းသွားပြဖို့တော့အရေးချင်းမပြည့်မီဘူးကျွန်တော်ကချင်းရွာအန်ကျဲဆိုင်ကိုသွားခဲ့တဲ့ဆိုင်ရှင်ရဲ့မျိုးရိုးကချင်းဖြစ်ပြီးကြင်ကြံချင်းအဆင့်9ရှိတယ်ကျွန်တော်ချင်းတောင်းကိုကောင်းတာပေါ်တင်လိုက်ပြီးပထမဆုံးဆေးရည်ပလင်းကိုထုတ်ယူကလက်ချောင်းလေးချောင်းနဲ့မြောက်ပြရင်အဆင့်နေဆေးရည်ပါတပလင်းကိုဝိညာဉ်ကြောက်တုံး90ပါလို့ပြောလိုက်တဲ့ဆိုင်ရှင်ချင်းကမျက်ခုံးပင်ကအနံ့ခံကြည့်ပြီးဆေးရည်တစ်စက်ကိုစက်ကူပေါ်လောင်းချလိုက်တယ်မင်းကြင်ကြံချင်းအဆင့်ဘယ်လောက်လဲအဆင့်နဲ့ပါမင်းအဆင့်နဲ့ဒီဆေးရည်ကိုဖော်ဆက်တာလားဟုတ်ပါတယ်သူကျွန်တော်ကို3စက္ကန့်လောက်စိုက်ကြည့်နေပြီးနောက်တော်တော်ကြာမှဖြင်းချင်းစွာပြောတယ်မစိုးပါဘူးသူကဇုံငယ်နဲ့ဆေးရည်တစ်စက်ကိုယူကကြောက်စိမ့်ဖြူပကံပြားငယ်နဲ့လောင်းထည့်လိုက်တော့ပကံပြားငယ်ကနေစိမ့်ဖြော့ဖြော့လင်းတဲ့တကူလင်းထင်သွားတယ်အပလင်း20လားဟုတ်ပြီငါအကုန်ယူမယ်တပလင်းကိုဝိညာဉ်ကြောက်တုံး90နဲ့အားလုံးပေါင်းဝိညာဉ်ကြောက်တုံး1000ဖြစ်တယ်သူဈေးမစစ်ခဲ့ဘူးကျွန်တော်ရင်နဲ့တင်းကျပ်သွားတယ်ဒီဆေးရည်ကအနှင်းငယ်အစွမ်းထက်လွန်သွားလို့သူအမျက်ဆုံးကြီးကျယ်ရသွားတာဖြစ်တယ်သူကကျွန်တော်ကိုချက်ချင်းပြန်လွှတ်ချင်ပြီးလူအများသတိမထားမိစေဖို့လဲလိုလားနေတယ်ကျွန်တော်ကမသိချင်အောင်ဆောင်ကဆေးရည်အပူလင်း20ကိုကောင်းတာပေါ့စီတင်လိုက်တဲ့ဆိုင်ရှင်ချင်းကတူလောင်အိတ်တစ်ခုကိုတိုးပေးလာတယ်ဝိညာဉ်ကြောက်တုံးတွေပါကျွန်တော်လမ်းယူလိုက်တယ်ဝိညာဉ်ကြောက်တုံး1000ခွက်တီးပဲလှည့်ထွက်မလို့လုံတုံးသူကကျွန်တော်ကိုလမ်းခေါ်တယ်ညီလေးချင်းဆိုင်ရှင်မင်းရဲ့ဒီဆေးရည်ကိုတယောက်ယောက်ကလာမေးရင်ငါဘယ်လိုပြောရမလဲကျွန်တော်တစ်စက္ကန့်လောက်စဉ်းစားပြီးနောက်ပြောလိုက်တယ်လှည့်လေသွားလာနေတဲ့လောကီအပြင်ပသူ့လိုစင်တပါးကလာပြီးကော်မရှင်နဲ့ရောင်းခိုင်းသွားတာလို့ပြောလိုက်ပါဆိုင်ရှင်ချင်းကခပ်ပေါက်ပေါက်ပြောလိုက်ပြီးရပြီလို့ဆိုတဲ့ချင်းရွံကျဲဆိုင်ကထွက်လာတဲ့အခါရေမုတ်ခွက်ကရင်ဘတ်ထဲမှာခပ်ပေါက်ပေါက်တစ်ချက်တုံခါသွားတယ်ရှေ့ကတည်းကလောက်မှလူရှိနေတယ်ကျွန်တော်မကြည့်ပဲလမ်းကြားအတိုင်းဘဲခွေညာကိုရှောက်ခဲ့ပေမဲ့တုံခါမှုကနောက်ကနေအမြဲလိုက်နေတယ်ချင်းရွံကျဲဆိုင်ကလူတွေမဟုတ်ပဲကျွန်တော်အထက်ဝင်သွားတာကိုမြင်ပြီးရှင်းတောင်းလုံးနဲ့ပြန်ထွက်လာတာကိုစောင့်ကြည့်နေသူတွေဖြစ်
ယခုကျွန်တော်ခါမှာဝိညာဉ်ကြောက်တုံးတစ်ထောင်ရှိနေပြီမို့ကြင်ကြံခြင်းအစင်းနှစ်ရှိတဲ့တပည့်တယောက်အတွက်တော့ဒါကလက်ကြီးတစ်ပါးပဲကျွန်တော်အဆောင်ရောက်တဲ့ဆိုင်ကိုဝင်ပြီးဝိညာဉ်ကြောက်တုံး90နဲ့အပေါ်စာကာကွယ်ရေးအဆောင်3ချက်ကိုဝယ်လိုက်တယ်ထို့နောက်လက်နက်ဆိုင်ကိုဝင်ကဝိညာဉ်ကြောက်တုံး100နဲ့တန်ရိုင်းသားမြောင်တို့တစ်လက်ကိုဝယ်ခဲ့တယ်နောက်ဆုံးမှာကူးဝံကျန်းလို့ခေါ်တဲ့ဆိုင်ငယ်လေးတစ်ဆိုင်ကိုတွားခဲ့တယ်ဒီဆိုင်ကဒါကျွန်တော်တကယ်တွားခြင်းတဲ့နေရာဖြစ်တယ်ကြီးနီအစိုက်ပြက်တွေနဲ့တန်တူတန်စားတွေထဲမှာတတိယမြောက်တစ်သားအောက်ခြေကိုရှာဖွေတော့ပျက်စီးနေတဲ့ကြီးနီမှန်ငယ်တစ်ချက်ကိုတွေ့ရတယ်မှန်မျက်နှာပြင်ကချိုက်ဝင်နေပြီးမှန်တော့ကြောဘက်ကပန်းလက်ရာတွေကလည်းပုတ်တိုက်မိလို့ကုန်တလောက်ဖြစ်နေပြီးကျွန်တော်လက်ချောင်းနဲ့ပင်ကိုထိမိလိုက်တဲ့ခဏမှာရင်ဘတ်ထဲကရေမုတ်ခွက်ကအဝတ်ကိုဖောက်ထွက်လို့မတက်ပူလောင်လာခဲ့တဲ့ဆိုင်ရှင်ကမျက်လုံးပင်ကြည့်ကဒီမှန်ကဝိညာဉ်ကြောက်တုံး90ပဲလို့ဆိုတာနဲ့ကျွန်တော်မှန်ကိုချင်းတောင်းတဲ့ထက်ကဝယ်လိုက်တဲ့နောက်ဆုံးတနေရာကကျန်းစာဆိုင်ဖြစ်တဲ့ရှိရန်ကျွေလို့ခေါ်တဲ့အစ်စ်တကျင့်စဉ်ဓာတ်ထင်းချုပ်ခြင်းပါရှင်းဖြစ်ပြီးဝိညာဉ်ကြောက်တုံးရှိရာကြတင်တယ်ဆိုင်ရှင်ကဘာမှအပုံမမေးပဲတော့ဖို့အောင်ဖြဲပြုံးနေခဲ့တယ်ကျွန်တော်ကြောက်စိမ့်ပြကိုရင်ဘတ်ထဲတိချထက်ကကျန်းစာဆိုင်ကထွက်လာခဲ့တဲ့ရေမုတ်ခွက်ရဲ့တုံခါမှုကပိုပြင်းထန်လာပြီးနောက်ကလိုက်နေသူကတယောက်ကနေ3ယောက်ထိတိုးလာခဲ့တယ်ကျွန်တော်နောက်လည်းမကြည့်ပဲဈေးရဲ့အနောက်တကာကနေထွက်လာခဲ့တဲ့နေကအနောက်ဘက်ကိုရိုင်းနေပြီးမှကျွန်တော်ပြန်လှည့်လာခဲ့တယ်ကျွန်တော်မတစ်ခုလုံးမိသွားပြီးဈေးရဲ့အပူလေး20ကလူမသိသူမသိဖြစ်လိမ့်မယ်လို့ထင်ခဲ့မိပြီးတပလင်းကိုဝိညာဉ်ကြောက်တုံး90ဆိုရင်လုံလောက်အောင်နှိမ့်ကြတယ်လို့ထင်ခဲ့မိပေမဲ့မှားသွားခဲ့တယ်ကျွန်တော်ကိုပြစ်မှတ်ထားလာသူကဆိုင်ရှင်ချင်းမဟုတ်ပဲဘေးကနေကြည့်နေသူတွေဖြစ်တဲ့ကျင့်ကြံခြင်းလောကဤမျက်လုံးတွေကကျွန်တော်ထင်ထားတာထက်ပိုများလာတယ်ကျွန်တော်ကတော့နှစ်ပေါင်း22နှစ်တိုင်တိုင်ခိုင်းတဲ့ကနေတလန်းမှမထွက်ဘူးသူတူဖြစ်တယ်ရင်ဘတ်ထဲကရေမုတ်ခွက်ကထပ်မံပူနွေးလာပြန်တယ်ယခုတစ်ချိန်မှာတော့သူကလမ်းညွှန်ပြတာနေတာဖြစ်တယ်နောက်ွယ်3မိုင်ကွာမှာလူတက်ငွေတွေရှိနေတယ်တယောက်တည်းမဟုတ်ပဲ9ယောက်ဖြစ်တယ်ကျွန်တော်နောက်လည်းမကြည့်ပဲတနေ့လုံးအလုပ်ကလာတဲ့အခြေခံလုပ်သမားတယောက်လိုခြေလမ်းကိုနှိကွေးအောင်လုပ်လိုက်တယ်နောက်ွယ်ကလူတက်ငွေတွေကလည်းလိုက်ပြီးနှိကွေးသွားတယ်သူတို့ကစောင့်နေကြတာဖြစ်တယ်ကျွန်တော်ဈေးနဲ့ပိုဝေးကွာသွားမယ့်အချိန်မိုးပူချုံမဲ့အချိန်လမ်းမကြီးပေးရှိလမ်းခွဲကိုရောက်မဲ့အချိန်ကိုစောင့်နေကြတာဤ9ယောက်ကလောကထဲကိုအသက်ဝင်လာတဲ့တကူတော်ကြင်ကြံသူတွေမဟုတ်ဘူးရေမုတ်ခွက်ရဲ့တုံခါမှုအပြင်းပြော့ရာကျွန်တော်တို့ရဲ့ကြင်ကြံခြင်းအဆင့်ကိုအကြမ်းဖျင်းခွဲခြားနိုင်တယ်ဗျအင်းထန်ဆုံးတယောက်ကကြင်ကြံခြင်းအဆင့်၄ပြည်စုံခြင်းအဆင့်အခြား2ယောက်ကအဆင့်4ကျန်2ယောက်ကအဆင့်3ဖြစ်တယ်9ယောက်တောင်မှလမ်းမကြီးပေါ်မှာကျွန်တော်မလှုပ်ရှားရဘူးသူတို့ကိုလမ်းမကြီးပေါ်ကနေဆွဲထုတ်သွားရမယ်ရှေ့3မိုင်မှာလမ်းခွဲတစ်ခုရှိပြီးနောက်ဘက်ကိုသွားရင်တောအုပ်ထဲကိုရောက်တဲ့ထိုတောနက်ထဲမှာတောင်ကျဆန်းချောင်းတစ်ခုရှိပြီးတောင်ကျဆန်းရေကကျွန်တော်ဆောက်ရှောက်ပူတဲ့ဆေးဖက်ဝင်ပင်ဆိုင်ခင်းရဲ့ရေနှုတ်မြောင်းကနေစီးဆင်းလာတာဖြစ်တယ်ထိုမြောင်းထဲမှာပိုးမွားတွေရှိတယ်ကြွအန်တော်လန်းဆောင်ကိုရောက်တဲ့အခါခဏရက်လိုက်ပြီးအမော့ခီဟန်ပြုတ်လိုက်တဲ့ရေဘူးအလုပ်ကိုဖြုတ်ယူကရေတငုံတောက်ဟန်ဆောင်ပြီးနောက်ခါမှာပြန်ချိတ်ကမြောက်ဘက်ကိုလှည့်ပြီးတောင်ပေါ်ကိုဝင်ခဲ့တဲ့နောက်ွယ်ကလူတန်းငွေ9ခုစလုံးကတတိုင်းနဲ့ထဲအရှင်မြင့်လာကြတယ်သူတို့ကကျွန်တော်လမ်းမသွားပြီးလို့ထင်နေကြတာတောင်ထဲကိုခြေလမ်း300လောက်ဝင်လာပြီးနောက်ကျွန်တော်ချင်းတောင်းကိုတစ်ပင်အောက်မှာကွက်ထားလိုက်ပြီးကာကွယ်ရေးအဆောင်3ချက်ကိုခန္ဓာကိုယ်မှာကတ်လိုက်ကတန်ရိုင်းတားမြောက်တို့ကိုညာလက်နဲ့ကြစ်ပါအောင်စုပ်ကင်လိုက်တဲ့ထို့နောက်ခါမှရှိတဲ့ဝိညာဉ်ကြောက်တုံးတစ်ထောင်ပါတူလောင်အိတ်ကိုရေမုတ်ခွက်ထဲကိုထိုးထည့်လိုက်တဲ့ရေမုတ်ခွက်ကလက်မအရွယ်သာရှိပြီးတူလောင်အိတ်ကလက်ပြီးစုပ်ခန့်ရှိပေမဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်ကရေမုတ်ခွက်ထဲမှာတခြားခဲအရွယ်စားရှိတဲ့နေရာလွတ်အခြေခံတစ်ခုဖြစ်တည်သွားခဲ့ပြီးဖြစ်တဲ့ဝိညာဉ်ကြောက်တုံးတွေကိုထည့်လိုက်တဲ့ခဏမှာရေမုတ်ခွက်ထဲကဂလူဟူတဲ့အတန်တစ်ခုထွက်ပေါ်လာတဲ့ခြေတံတွေကကိုက်တရာလောက်กว่าကိုရောက်ရှိလာပြီးဖြစ်တဲ့ကျွန်တော်ရှီရန်ကြွယ်ကြောက်စိမ့်ပြားကိုထုတ်ယူကမျက်ခုံးအလယ်မှာဖိကတ်လိုက်တဲ့ကြင်ကြံမှုအချိန်မရတော့လို့ကြောက်စိမ့်ပြားကိုနှစ်ချမ်းကွဲအောင်ဓာတ်ရိုက်ချိုးဖျက်ပစ်လိုက်ပြီးတစ်ချမ်းကိုဘလက်ဘွားတဲ့ထက်ကကြံတစ်ချမ်းကိုခြေဘွားအောက်မှာနင်းချဖြက်စီးပစ်လိုက်တဲ့ဝိညာဉ်စွမ်းရည်တွေယိုစိမ့်ထွက်လာပြီးတောင်ရီတွေကြားပြန့်လွင့်သွားတယ်ကျွန်တော်ကလမ်းပြောက်ပြီးဘာကိုမှပြီးမဆိုင်နိုင်တော့တဲ့အပြင်စီအလုပ်သမားငယ်လေးတယောက်လိုဟန်ဆောင်လိုက်တဲ့တစ်ပင်ကိုမိကဓာတ်မြောက်တို့ကိုစုပ်ကင်ထားရင်းခြေထောက်တွေတုံရင်နေခဲ့တယ်တကယ်တုံနေတာဖြစ်တယ်ကျွန်တော်ကကြင်ကြံခြင်းအဆင့်3လာရှိပြီးရှေ့မှာလူ9ယောက်ရှိနေကအမြင့်ဆုံးကအဆင့်4ပြည့်စုံခြင်းအဆင့်ဖြစ်တယ်ပထမဆုံးပုံရိပ်ကတစ်ပင်နောက်မှထွက်လာခဲ့တဲ့ကြင်ကြံခြင်းအဆင့်3ရဲ့ပူပူနဲ့မြင့်မြတ်ရှိသူဖြစ်တယ်သူကကျွန်တော်ခြေထောက်တွေတုံနေတာကိုမြင်တဲ့အခါလောင်ပြုံးပြုံးရင်ဂျူနီယာညီလေးအကိုကြီးတို့ကမင်းနဲ့ကစားပေးမလို့ပါလို့ပြောတယ်ဒုတိယမြောက်ပုံရိပ်ကလည်းလိုက်ပါလာပြီးသူကလည်းကြင်ကြံခြင်းအဆင့်3ဖြစ်တယ်ထို့နောက်အဆင့်4နှစ်ယောက်နဲ့နောက်ဆုံးမှာကောင်းဆောင်ဖြစ်သူကဖြင်းချင်းစွာထွက်လာခဲ့တဲ့ကြင်ကြံခြင်းအဆင့်4ပြည့်စုံခြင်းဖြစ်ပြီးသူ၏မျက်လုံးထဲမှာညီတိခံစားချက်မှမရှိဘူးအဲ့ဒီတူလောင်အိတ်ကိုဒီဘက်လွတ်ပစ်လိုက်ဆန်လို့သူကဆိုတယ်ကျွန်တော်လက်တွေတုံရင်နဲ့တူလောင်အိတ်ကိုဖြုတ်ယူကလွတ်ပစ်လိုက်တဲ့တူလောင်အိတ်ကသူ၏ခြေဝါးပေးကိုကျသွားခဲ့တယ်သူငုံကြည့်လိုက်ပေမဲ့မဖြေပဲလက်ကိုမြှောက်လိုက်တယ်မြင်းမျက်နှာကဆုံသွားပြီးအကိုကြီးဒါကလို့ဆိုတဲ့ကြင်ကြံခြင်းအဆင့်4ပြည့်စုံခြင်းရှိသူကအေးဆက်စွာပြောလိုက်တက်ပြင်းမြင်းမျက်နှာကပြုံးလိုက်ပြီးကျွန်တော်ထံကိုပြေးဝင်လာတယ်ကျွန်တော်လက်တွေတုံရင်လေးဓာတ်ကိုမြှောက်လိုက်ရခြင်းကအတုံးမကျတဲ့လှုပ်ရှားမှုဖြစ်တယ်သူကဓာတ်သွားကိုလက်နဲ့ဖန်ဆုပ်လိုက်ရဓာတ်သွားကြောင့်သူ၏လက်ဘဝပြတ်ချသွားခဲ့တယ်သူကကျွန်တော်ရင်ဘက်စီကိုဝါးကနေရိုက်ပုတ်လိုက်တယ်ထိုနေရာမှာရေမုတ်ခွက်ရှိနေတယ်သူကကျွန်တော်ခန္ဓာကိုယ်အပေါ်ပိုင်းကိုရိုက်ခွဲပစ်ချင်နေတာကျွန်တော်ကိုစောင်းလိုက်တယ်ရှောင်းတင်းခြင်းမဟုတ်ပဲလက်ဝါးချက်ဤစွမ်းအားအတိုင်းသုံးလက်မခန့်တိုးဝင်ပေးလိုက်ဒါဖြစ်တဲ့ဤလက်ဝါးချက်ကညာဘက်ပခုံးကိုပို့ဆွဲသွားပြီးကျွန်တော်ကိုတစ်ပင်ပေါ်ကိုလွင့်စင်သွားစေလို့နံရိုးအနည်းဆုံး2ချောင်းကျိုးသွားခဲ့တယ်တိုးတော့ထိုလက်ဝါးချက်ကစီမီယာရှမ်းရန်ချိုးပေးထားတဲ့တတုပြပေါ်ကိုလည်းကြားရောက်သွားခဲ့တယ်ခုံဟူတဲ့အလွန်တိုးင်းတဲ့တတုချင်းရိုက်တံထွက်ပေါ်လာတဲ့မြင်းမျက်နှာကခဏကြောင်သွားတယ်လက်ဝါးချက်ဤစွမ်းအားကိုတတုပြကထက်ဝက်ခန့်ခွဲထုတ်ပစ်လိုက်တာဖြစ်တယ်ဤအခွင့်အရေးကိုအသုံးချကကျွန်တော်ကဓာတ်မြောင်တို့ကိုသူဤလက်မောင်းထဲကိုနောက်ထပ်3လက်မခန့်ထပ်မံဖိသွင်းပစ်လိုက်တဲ့ဓာတ်မြောင်ကအကျော်တွေကိုဖျက်တောက်သွားလို့သူအော်ဟစ်အော်ညီဖြစ်သွားတယ်သူဤနောက်ွယ်ကအဆင့်4နှစ်ယောက်ကလည်းပြေးဝင်လာကြပြီဖြစ်တယ်ကျွန်တော်နောက်ွယ်မှာတစ်ပင်ရှိပြီးတစ်ပင်နောက်မှာတောင်ကျဆန်းချောင်းရှိတယ်ကျွန်တော်မျက်စိမိတ်ကနောက်ကိုလှည့်ချလိုက်ရတကူလုံးတောင်ကျဆန်းချောင်းထဲကိုလိမ့်ကျသွားတော့တယ်ရေးရေးတွေကကျွန်တော်ကိုလွှမ်းခြုံသွားတဲ့ခဏမှာကျွန်တော်ရင်ထဲမှာကြောက်ရွံ့မှုမရှိပဲအိမ်ကိုပြန်ရောက်သွားတဲ့ခံစားချက်မျိုးပဲရှိနေခဲ့တယ်ရေမုတ်ခွက်ကမီးလိုပူလောင်နေတဲ့ကျွန်တော်ညာလက်ကိုရေထဲမှာမောက်လာလိုက်ရရေမုတ်ခွက်အလဲရှိအစိမ်းရောင်ဖန်တီးရှင်ဝိညာဉ်ရဲ့အဆက်ကကွဲအပ်သွားခဲ့တယ်ဝိညာဉ်ရေကစမ်းရည်တွေကိုပြုံဝင်သွားပြီးတကူလုံးရှိတောင်ကျဆန်းရည်ကဤနေရာမှာစလို့လက်မချင်းစိမ့်လန်းသွားခဲ့တယ်ရေလိုင်းအားလုံးကကျွန်တော်လက်ဘွားစီကိုစုယုံလာကြတယ်ထိုဝိညာဉ်စွမ်းရည်ငွေကရေစီးကြောင်းရအတိုင်းလက်ဘွားတွေကိုပြင်းထန်စွာတိုးဝင်လာလို့ကျွန်တော်လက်မောင်းတစ်ခုလုံးတုံကျင်သွားခဲ့တယ်ဝိညာဉ်စွမ်းရည်တွေရှုပ်ထွေးဝေလီမှုကြောင့်ဖြစ်ပေါ်လာတဲ့အပြင်အထန်နာခြင်းမှုကလက်ဘွားမှာပခုံးအထိဆွဲဆုပ်သွားခဲ့တယ်ကျွန်တော်ရှာကိုကိုက်ထားလိုက်ပြီးအခြားလက်တစ်ဖက်နဲ့ဖန်တီးရှင်ဝိညာဉ်ရေးကြောင့်စိမ့်လန်းသွားတဲ့ရေစီးကြောင်းကိုစုပ်ကိုင်လိုက်ကရေမုတ်ခွက်ကိုပါဆက်အောင်မှာငုံထားရင်းဟွန်းဟုညီးတွားလိုက်တဲ့ကြင်ကြံခြင်းအဆင့်4နှစ်ယောက်ကစမ်းကြောင်းထဲကိုခုန်ဆင်းလာကြတယ်သူတို့ကကျွန်တော်ပြုတ်ကြပြီးတည်သွားပြီလို့ထင်နေကြပေမဲ့အသက်ရှူနေသေးလို့နောက်ထပ်တရားထပ်မံထိုးဆိုင်ဖို့ဖြစ်တယ်။ရင်းတို့အနက်တယောက်ကလက်လန်းပြီးကျွန်တော်ကိုဆွဲတင်မှုပြုလုပ်တယ်။သူ၏လက်ချောင်းတွေကစမ်းရည်နဲ့ထိမိသွားတဲ့အခါထိုအစိမ်းရောင်ဝေးကလက်ချောင်းတွေကနေတစ်ဆင့်လက်ကောက်ဝက်လက်မောင်းတောင်စစ်အထိတွားတက်သွားလို့သူကြောင်သွားပြီးမျက်လုံးတွေဖြည်းဖြည်းချင်းစိမ့်လန်းလာခဲ့တယ်။သူပါဆက်ဟချင်းပေမဲ့အလိုမရတော့ဘူး။ကျွန်တော်ကတော့ရေထဲမှာဖြည်းဖြည်းချင်းထွက်လိုက်တဲ့ရေတွေကစပင်ဖြားမှတစ်ဆင့်အောက်ကိုစီးကျနေပြီးကျွန်တော်တကူလုံးစိမ့်လန်းနေခဲ့တယ်ထိုအဆင့်4နှစ်ယောက်နဲ့တယောက်မှာရေထဲမှာလဲကျသွားပြီးဖြစ်ပြီးအခြားတယောက်မှာကျွန်တော်ရှိချီလန်းနှလန်းကွာမှာပါဆက်ဟရဲ့စကားမပြောနိုင်ပဲရက်နေခဲ့တယ်သူကအစိမ့်မိခြင်းမဟုတ်ပဲဖန်တီးရှင်ဝိညာဉ်ရေးတွေအဆင့်ဝင်နေတဲ့စမ်းရည်တွေကြောင့်ဝိညာဉ်ကြောတွေပိတ်ဆို့ကဝိညာဉ်စွမ်းရည်စီးဆင်းမှုအလုံးရှုပ်ထွေးသွားတာဖြစ်တယ်သူတောက်ခံနိုင်ရင်ခံနိုင်လိမ့်မယ်သို့တော့ကျွန်တော်ဓာတ်ကိုတော့မကြော်လာနိုင်ဘူးကျွန်တော်ဓာတ်နဲ့သူ
လေဘင်းကိုတစ်ချက်လှိဖြတ်လိုက်ရာသူရေထဲကိုလဲကျသွားပြီးတွေးချင်းချင်းညီသွားခဲ့တဲ့ကုန်းပေါ်မှာကြင်ကြံချင်းအဆင့်လေးပြည့်စုံခြင်းရှိတဲ့ခေါင်းဆောင်ကမျက်လုံးတွေကိုမိလိုက်တဲ့ရေကျင့်စင်လန်းလို့သူကဆိုလိုက်ပြီးနောက်ဆုံးမှာသူ၏မျက်နှာအမူအရာပြောင်းလဲသွားခဲ့တဲ့သူကခန္ဓာကိုယ်ကိုမြင့်တင်ကခုန်ဆင်းလာပြီးမဲ့ခြေဝါးနဲ့ရေထိမိတဲ့ခဏမှာကုန်းပေါ်ကိုချက်ချင်းပြန်ဆုတ်သွားခဲ့တဲ့သူရေမကူးတတ်တာမဟုတ်ပဲကျွန်တော်ရေထဲကိုဆင်းဖို့မဝင်ရတာဖြစ်တဲ့ဂျူနီယာညီလေးမင်းကကြင်ကြံချင်းအဆင့်နဲ့မဟုတ်ဘူးပဲကျွန်တော်စကားမပြောခဲ့ဘူးသူလက်ကိုမြောက်လိုက်ရလက်ပွားထဲမှာမိခိုးရောင်ငွေလုံးတစ်ခုစူးစီးလာခဲ့တဲ့အဆင့်လေးပြည့်စုံခြင်းရှိသူ၏တိုက်ကွက်ကိုကျွန်တော်မတောက်ခံနိုင်တယ်လို့တောက်လည်းမခံဘူးကျွန်တော်စမ်းကြောင်း၏အနက်ဆုံးနေရာကိုစုပ်ခွာခဲ့တယ်ကျွန်တော်ရက်နေတဲ့နေရာမှာအထက်ပိုင်းကြောက်ဆောင်အောက်ရှိရေစီးကြောင်းလမ်းခွဲဝါဖြစ်တဲ့စမ်းရီကဤနေရာမှာလမ်းခွဲသွားပြီးတစ်ခုကတောင်ဘက်တစ်ခုကမြောက်ဘက်ကိုစီးဆင်းနေမိခိုးရောင်အငွေကရိုက်ပုတ်ချလာရာရေစီးကြောင်းကသူ၏လက်ဝါးအောက်မှာဖဲခွအပိလိုက်တဲ့အီလဝါချက်ကလွဲချော်သွားပြီးကြောက်ဆောင်ပေါ်ကိုကြားရောက်သွားခဲ့တဲ့ကြောက်ဆောင်ကကွဲကြည့်သွားပြီးသူကလည်းအရှိန်ဟုန်ကြောင့်နောက်ကိုခြေလမ်းဝက်ခတ်ဆုပ်သွားခဲ့တဲ့ဤအခွင့်အရေးကိုအသုံးချကကျွန်တော်ကပါဇက်ထဲမှာရေမုတ်ခွက်ကိုစမ်းချောင်းထဲကိုထွေးထုတ်လိုက်တဲ့စမ်းချောင်းတစ်ခုလုံးကပြောင်းပြန်စီးဆင်းနေတယ်လို့မျိုးဖြစ်သွားခဲ့တဲ့ရေတွေတကယ်ပြောင်းပြန်စီးတာမဟုတ်ဘူးမြင်းမှာလွန်ခဲ့တဲ့ရက်အနည်းငယ်ကရေနှုတ်မြောင်းထဲမှာရေဆိုးတွေနဲ့စမ်းချောင်းထဲမှာကျွန်တော်တိတ်တဆိတ်စိုက်ထူထားခဲ့တဲ့ရေငွေတစိအမတ်သားတွေကိုဖန်တီးရှင်ဝိညာဉ်ကြီးကလှုပ်ဆော်ပေးလိုက်တာဖြစ်တဲ့ရေထဲရှိတန်ချောင်းငယ်တွေလိုမျိုးအမတ်သားတွေကယနေ့မှတပြိုင်နက်တည်းအလုပ်လုပ်လာကြတာအထက်နဲ့အောက်ပြေးတွေကကျွန်တော်ခြေပွားအောက်ကိုအလူရက်ဆူယုံလာကြတဲ့ခေါင်းဆောင်ဖြစ်သူကမျက်လုံးတွေပြည့်ကျဲသွားခဲ့တဲ့နောက်ဆုံးမှသူတိလိုက်ရပြီဖြစ်တဲ့ရှေ့မှာအပြင်စီးအလုပ်သမားကကြင်ကြံချင်းအဆင့်ဘလောက်လဲဆိုတဲ့ပြဿနာမဟုတ်ပဲရေချင်းစင်လန်းကိုနားလည်ထားတာဖြစ်တဲ့စမ်းရည်ကကျွန်တော်ခြေပွားအောက်မှာရေဝဲတစ်ခုအဖြစ်လက်ပတ်နေခဲ့တဲ့ကြောင့်ယောဂဘဟုမှရှိပြီးသူကအပြင်ဝိုင်းမှာရှိတယ်သူကုန်းပေါ်ကိုခုန်တက်ဖို့စူးစမ်းပေမဲ့ရင်ငွေတွေကသူ့၏ခြေချင်းဝတ်ကိုရစ်ပတ်ထားခဲ့တယ်သူကောင်းကင်ကိုပြန်တက်ဖို့စူးစမ်းပေမဲ့ရင်ငွေတွေကခြေဝါအောက်မှာအမြင့်ပါတစ်ခုအဖြစ်စူးစီးသွားလို့သူအရှိန်ယူလို့မရခဲ့ဘူးသူဘယ်ဘက်သို့မဟုတ်ညာဘက်ကိုသွားဖို့စူးစမ်းပေမဲ့ရေတွေကအကုန်ပိတ်ဆို့ထားခဲ့တယ်တိုးတော့သူကကြင်ကြံချင်းအဆင့်လေးပြည့်စုံခြင်းရှိသူဖြစ်နေစေပင်မိခိုးရောင်ငွေတွေကသူ့၏လက်ပွားထဲမှာမိခိုးရောင်တစ်လက်အဖြစ်စူးစီးသွားခဲ့တယ်ဤသားချအဲ့ကစမ်းချောင်းတစ်ခုလုံးကိုခွဲပစ်ဖို့လုံလောက်လာတယ်သူကျွန်တော်ထံကိုခုတ်ပိုင်းချလိုက်ရကျွန်တော်မရှောင်ခဲ့ဘူးရေလိုင်းတွေကကျွန်တော်ခြေပွားအောက်မှာတုံခါနေပြီးကျွန်တော်နောက်ဆုတ်လိုက်ရင်တုံခါမှုတွေရှုပ်ထွေးသွားလိမ့်မယ်ကြင်ကြံချင်းအဆင့်3ကအဆင့်လေးပြည့်စုံခြင်းရှိသူ၏တက်ချက်ကိုခံယူခြင်းကတေးရင်းပင်ဖြစ်တဲ့ဒါဟုကရင်ဘက်ရှိတစ်လက်မအကွာကိုရောက်ရှိလာတဲ့အခါကျွန်တော်မျက်စိမိတ်လိုက်တဲ့ပါးစပ်ထဲမှာငုံထားတဲ့ရေမုတ်ခွက်တစ်ခုလုံးကိုကျွန်တော်မျိုးချပစ်လိုက်တဲ့ရေမုတ်ခွက်ကတန်းတီယန်ထဲကိုရှော့ချသွားပြီးကျွန်တော်ရင်ဘက်ကအတွင်းမှာအပြင်သို့တုံလုံးချောက်ချခွဲအေးဆက်သွားခဲ့တဲ့တန်တီယန်ထဲရှိထိုးချင်းချင်ချင်းအဆင့်3ဝိညာဉ်စွမ်းရည်ငယ်လေးကရေမုတ်ခွက်ဤတုံခါမှုကြောင့်တကူလုံးပောက်ကွဲထွက်သွားခဲ့တဲ့တိုးလောင်အိတ်ထဲရှိအလဲလက်အဆင့်ဖန်တီးရှင်ဝိညာဉ်ရေးအဆက်20နဲ့အထက်တန်းစားဝိညာဉ်ရေးပလင်းဝက်ကလည်းရေမုတ်ခွက်ကြောင့်တန်တီယန်ထဲကိုတတိုင်းတစ်ထဲလိမ့်ဝင်သွားခဲ့တဲ့ချင်းချင်ချင်းအဆင့်လေးကျွန်တော်ကိုယ်တိုင်ဖောက်ထွက်ခြင်းမဟုတ်ပဲရေမုတ်ခွက်ကကျွန်တော်ကိုအတင်းအကျပ်အဆင့်တက်စေခဲ့တာဖြစ်တယ်ဒါချက်ကရင်ဘက်ထဲကိုခုတ်ပိုင်းဝင်လာခဲ့တဲ့ဤခဏမှာကျွန်တော်ရင်ဘက်ရှိအသားတွေကရေဖြစ်ပြောင်းလဲသွားခဲ့တဲ့ဒါဆွမ်းအားကိုထိုးရီအိုင်ကဝမ်းမြူပစ်လိုက်လို့ခေါင်းဆောင်ကမျက်လုံးတွေပြည့်ကျသွားခဲ့တဲ့သူဤဒါချက်ကကျွန်တော်ရင်ဘက်ထဲမှာနှိမ့်ဝင်နေပြီးဆွဲထုတ်လို့မရတော့ဘူးကျွန်တော်လက်ကိုမြှောက်လိုက်ပြီးခုနကမှအဆင့်တက်ထားလို့မတည်ငြိမ်သေးတဲ့ဝိညာဉ်စွမ်းရည်တွေနဲ့သူဤလက်ကောက်ဝက်ကိုရစ်ပတ်လိုက်တဲ့ဤခဏမှာဒါကျွန်တော်နားလည်သွားခဲ့တဲ့ရင်ရွှေကျွေးနောက်ဆုံးတစ်ခွက်ကိုဟန်လို့ခေါ်တဲ့ရေကအရာခက်သိမ်းသူဝါမြူနိုင်တဲ့ရေကမပြိုင်ဆိုင်တော့လဲရေကလက်မလွတ်ဘူးခေါင်းဆောင်ဤလက်ကောက်ဝက်ကိုကျွန်တော်ဝါမြူထားပြီးရေမုတ်ခွက်ကဒန်တီယန်ထဲမှာတောက်တုံးနေခဲ့တဲ့သူဤဝိညာဉ်စွမ်းရည်တွေကလက်ကောက်ဝက်မှာတဆင့်ကျွန်တော်ခန္ဓာကိုယ်ထဲကိုတလက်မချင်းရွှေချဝင်ရောက်လာခဲ့တဲ့3စက္ကန့်မပြည့်မီချိန်တွင်သူဤစွမ်းအား3ပုံတပုံခန့်ကိုစုပ်ယူခြင်းခံလိုက်ရလို့သူဤမျက်နှာကချက်ချင်းပင်စက်ကူလိုဖြူရောသွားခဲ့တဲ့သူပါဆက်လိုက်ပေမဲ့စကလုံးကိုစုံအောင်မပြောနိုင်ခဲ့ဘူးကျွန်တော်သူဤလက်ကောက်ဝက်ကိုစုပ်ကင်ကလက်ပြန်တရားခုတ်လိုက်ရာသူစမ်းကြောင်းထဲကိုလဲကျသွားတော့တဲ့တွေးချင်းချင်းညီညွတ်မှုတွေကိုရေမုတ်ခွက်ကအကုန်စင်တောက်တုံးပစ်လိုက်လို့ကျွန်တော်ရေထဲမှာအကြာကြီးရက်နေမိခဲ့တဲ့ရေမုတ်ခွက်ကရင်ဘက်ထဲကိုပြန်လည်ရောက်ရှိလာပြီးလေဘင်းမှာဆွဲထားဆဲဖြစ်ကကျိုးမှမှုရွှဲရွှဲဆိုနေခဲ့တယ်ကျွန်တော်မတည်ခဲ့ပေမဲ့အသက်ရှင်နေတယ်လို့လည်းမဆိုနိုင်ဘူး။နံရိုးအနည်းဆုံး၄ချောင်းကျိုးသွားခဲ့တယ်။ညာလက်ကလက်ချောင်းဖျားမှာတောင်စစ်အထိအာယုံခံစားမှုလုံးဝကင်းမဲ့သွားခဲ့တယ်။အစုပ်ထဲမှာတွင်းရရှိနေပြီးခန္ဓာကိုယ်ပေါ်မှာဒဏ်ရာကြီးသေး22ချက်ရှိနေတာဒင်းမှာပိုးမွားတွေကြိုက်ခဲမှုတဲ့အချက်ရည်22ချက်နဲ့အတူတူပဲဖြစ်တယ်ကျွန်တော်ဖြည်းဖြည်းချင်းကုန်းပေါ်ကိုတွားတက်လာခဲ့တဲ့ကုန်းပေါ်မှာအလောင်းလေးလောင်းနဲ့ရေထဲမှာတလောင်းရှိနေတယ်ကျွန်တော်အလောင်း၅လောင်းကိုတလောင်းချင်းစီစမ်းချောင်းထဲကိုဆွဲသွင်းခဲ့တဲ့ခေါင်းဆောင်ကြီးအလောင်းကိုဆွဲစဉ်ကျွန်တော်တွေးတစ်ချက်အမ်းလိုက်ရပြီးတွေးထဲမှာကလိစာအစအနာတွေပါလာခဲ့တဲ့တိုးတော့ကျွန်တော်မရက်နာခဲ့ဘူးဆွဲပြီးနောက်ကုန်းဘက်ပေါ်မှာအောက်ရက်နဲ့အမွှေးတိုင်တိုင်းစာလောက်အချိန်ကြာအောင်အမောဖြေခဲ့ရတယ်ရေမုတ်ခွက်ကရင်ဘက်ထဲ၌ခပ်ပေါ်ကတုံခါနေပြီးသူကျွန်တော်ကိုခေါ်နေတာဖြစ်တယ်ကျွန်တော်ညာလက်ကိုရေထဲကိုဆန်းပြလိုက်ရရေမုတ်ခွက်ကစမ်းချောင်းထဲကိုနှုတ်ဝင်သွားပြီးရေရောင်ကအစိမ်းမအနီတို့ပြောင်းလဲသွားခဲ့တဲ့မြင်းမှာအစင်းနေတကူတော့ကျင့်ကြံသူ9ယောက်ဤကျင့်ကြံခြင်းစွမ်းအားအကျွမ်းကြံတွေဖြစ်တဲ့ဝိညာဉ်အကျော်အစအနာတွေနဲ့ဒန်တီယန်ဝိညာဉ်စွမ်းရည်တွေကိုရေမုတ်ခွက်ကတလက်မချင်းဆုပ်ယူပစ်လိုက်လို့စမ်းချောင်းကပြန်လဲကြည်လင်သွားခဲ့တဲ့ရေမုတ်ခွက်ထဲမှာအလဲလက်အဆင့်ဝိညာဉ်ရေး50တိုးလာခဲ့ပေမဲ့ခွက်အောက်ခြေမှာအလွန်တင်းငယ်တဲ့အကြောင်းတစ်ခုလည်းတိုးလာခဲ့တဲ့သူလည်းမောပန်းသွားခဲ့ပြီဖြစ်တယ်ကျွန်တော်အလောင်း၅လောင်းကိုစမ်းချောင်းနဲ့ပိုင်းရှိလှိုင်ကိုအမောင်ထဲကိုထိုးထည့်လိုက်တဲ့3ရက်မပြည့်မီချိန်တွင်ရေစီးချောင်းကသူတို့ကိုပုံမနဲ့ဆိုင်တဲ့နေရာကိုမျောပါသွားစေလိမ့်မယ်ဖြစ်ပြီး10ရက်မပြည့်မီချိန်တွင်အယိုးပင်ကျွန်တော်မြင်မဟုတ်ဘူးကျွန်တော်ခေါင်းဆောင်ကြီးအလောင်းပေါ်မှာတူလောင်အိတ်တစ်ခုကိုရှာဖွက်ဒီရှိခဲ့ရထိုထဲမှာအစင်းနှိပ်ဝိညာဉ်ကြောက်တုံး30ကျော်ဝိညာဉ်စွမ်းရင်ပါတယ်ဓာတ်မြောင်တို့တလက်တန်ရာကူစေးပလင်းဝက်အဆောင်ချိုးနဲ့စာတို့တစ်စောင်းပါတယ်စာတို့ဤမျက်နှာစာမှာလူပုံတစ်ပုံရှိပြီးပြင်းမှာကျွန်တော်ဖြစ်တဲ့ကျန်းတန်းစွာဆွဲထားပေမဲ့ကျွန်တော်မှန်းသိတာလေလူပုံအောက်မှာစာသားရှစ်လုံးရှိနေတဲ့ကြင်ကြံချင်းအဆင့်3တက်ပြနှုတ်ပိန်နောက်ကျောဘက်မှာတစ်စိတ်အမတ်သားတစ်ခုရှိပြီးပြင်းမှာအလွန်တင်းငယ်တဲ့အကြောင်းကိုကြောင့်ဖြစ်တဲ့ကျွန်တော်စာတို့ကိုရေထဲမှာကတ်လိုက်ရရေမုတ်ခွက်ကမိုးကျိုးတဲ့ဝိညာဉ်စွမ်းရည်တစ်ခုကိုစုပ်ယူလိုက်တဲ့ပြင်းမှာတခင်ဖြစ်သူဤတစ်စိတ်ဖြစ်တဲ့ကျွန်တော်စာတို့ကိုအဝတ်ထဲထည့်လိုက်ပြီးဒဏ်ရာကူစေးကိုထုတ်ယူက3လုံးကိုမျိုးချလိုက်တဲ့ကျွန်တော်ခဏတုတ်ဆုပ်သွားပြီးစေးလုံးကိုစမ်းချောင်းလေးပြချကရေမုတ်ခွက်ကိုတစ်ချက်ပြလိုက်တဲ့ရေမုတ်ခွက်ကတစ်ချက်တုံခါသွားလို့တောက်တုံးနိုင်ကြောင်းသိရတယ်ကျွန်တော်စေးလုံးကိုမျိုးချလိုက်ရကျိုးသွားတဲ့နိုင်ရိုးတွေကအတွင်းမှာအပြင်သို့ဖြည်းဖြည်းချင်းပြန်လဲတက်မဲ့လာခဲ့တဲ့ထိုးနာခြင်းမှုကိုကျွန်တော်ဘယ်တော့မှမိမိမဟုတ်ဘူးကျွန်တော်စီမီယာရှန်ရက်ချိုးပေးထားတဲ့တက်တူပြာကိုထပ်မံထုတ်ယူလိုက်တဲ့တက်တူပြာပေါ်မှာညဉ့်ညံ့ရိုက်ပုတ်ထားခဲ့တဲ့နေရာ၌အလုံးချောတော့တဲ့လက်ပွေရတစ်ခုတိုးနေခဲ့တဲ့လက်ပွေရဘေးမှာတစ်စိတ်တစ်ခုရှိနေပြီးကျွန်တော်မသိတော့လဲရေမုတ်ခွက်ကဘေးနားမှာခပ်ပွားပွားတုံခါသွားခဲ့တဲ့ရင်းမှာနောက်ဆုံးမှာဤတက်တူပြာနဲ့စကားပြောဆိုနိုင်ခွင့်ရရှိသွားတယ်လို့မျိုးဖြစ်တဲ့မိုးကချုပ်သွားခဲ့ပြီးရှင်းတောင်းလက်ရှိပျက်စီးနေတဲ့ကြီးညီမငယ်ကရှိနေစေဖြစ်ပြီးကာကွယ်ရေးအဆောင်တွေမှာမူအကုန်ကျင်းသွားအားခဲ့ပြီးရှိရကျွဲကြောက်စိမ့်ပြကထက်ဝက်တာကျန်တော့ပြီးကြန့်ရှိနေတဲ့ဝိညာဉ်စွမ်းရည်တွေနဲ့ကျွန်တော်သုံးစာမျက်နှာလောက်သာဖတ်ရှုနိုင်တဲ့ဖတ်ပြီးနောက်ကျွန်တော်တရားထိုင်ကရှိရကျွဲဤပထမဆုံးအဆင့်တိုင်းကြင်ကြံခြင်းအဆင့်လေးကိုအဆင့်3ရဲ့အထုပ်ထိပ်သို့ဖြည်းဖြည်းချင်းပြန်လည်ဖိနှိပ်ထားလိုက်တဲ့ဤအခိုက်အတန့်မှာကျွန်တော်စမ်းချောင်းပေးမှထွက်လိုက်ပြီးချင်းတောင်းကိုကြောပူကဂိုင်းစီတို့ပြန်လည်ရှောက်လန်းလာခဲ့တဲ့ကျွန်တော်အလုံးလေးကွေးစွာရှောက်ခဲ့တဲ့မိုးမလင်းမီချင်းချွန်ချ
တန်ဝင်းတို့ပြန်ရောက်ရမည်ဖြစ်ပြီးမန်နေဂျာမြောင်ဤ3ရက်တာတက်မှတ်ချက်အတွင်းခိုင်းတို့ပြန်ရောက်ရမည်ဖြစ်တဲ့ထို့ထက်မကထိုစားတို့ကိုတေချာစဉ်းစားရမည်ကြိုတော်မူကြိုတစိတ်ကိုမိသူဖြစ်ကြောင်းကျွန်တော်သိရှိသွားခဲ့ပြီးဖြစ်တော်လဲကျွန်တော်သိနေတာကိုအခြားသူများမသိစေရန်တားဆီးရမည်မိုင်30လောက်လျှောက်လာတဲ့အခါကျွန်တော်အလုံးပန်းတိုင်တစ်ပြင်လမ်းဘေးမှာမှောက်လျက်လဲကျသွားခဲ့တယ်ကျွန်တော်ရှမ်းရန်ချိုးဤတက်တူပြားနဲ့ရေမုတ်ခွက်ကိုထုတ်ယူလိုက်တဲ့ပစ္စည်းနှစ်ခုစလုံးကိုလက်ပွားထဲမှာကပ်ထားလိုက်တဲ့လာရောက်အောက်မှာရေမုတ်ခွက်ထဲမှာဖန်တီးရှင်ဝိညာဉ်ကြီးကရွှေရောင်တန်းနေခဲ့တဲ့အလုံးဖြောတော့လဲအမှန်တကယ်ပင်ရွှေရောင်ဖြစ်တဲ့ဒုတိယမြောက်ရွှေရောင်ဝိညာဉ်ကြီးပထမဆုံးအဆက်ကကြက်ကြံရုံစာမျက်နှာမှာဖြစ်တဲ့ဒုတိယမြောက်ရွှေရောင်ဝိညာဉ်ကြီးကိုကျွန်တော်ခေါက်အောက်ခြေသို့တီးစီးလိုက်ပြီးပထမဆုံးအဆက်နဲ့ပူးတွဲထားလိုက်တဲ့ရေမုတ်ခွက်ကတစ်ချက်တုံခါသွားတဲ့ရင်းမှာရေတွင်းတွင်းကကျွန်တော်ကိုရေတမုံထပ်မှတ်ပေးကမ်းလိုက်တယ်လို့မျိုးဖြစ်တဲ့ကျွန်တော်မျက်စိမိတ်လိုက်တဲ့ရင်ဘတ်ထဲကရေမုတ်ခွက်ကစောင်းရသည်တောင်ကြဆန်းရီလိုအေးဆက်နေခဲ့တဲ့ကျွန်တော်ကိုပြောလိုက်တဲ့ရှောင်းကျန်းလန်မင်းလွတ်လိုက်တဲ့လူ9ယောက်မရှိတော့ဘူးမင်းရဲ့စာတို့ကလည်းငါလက်ထဲမှာရှိနေပြီးနောက်တစ်ချိန်မင်းလွတ်မဲ့လူကပူပြီးတတ်မှလာလိမ့်မယ်ဒါပေမဲ့နောက်တစ်ချိန်ကျရင်ငါလည်းပူပြီးတတ်မှလာမှာပါ